မင်္ဂလာပါဒီနေ့မှာတော့ဆရာကြီးနောင်ဘာသာပြန်ဆိုထားတဲ့ပဂရီတရားဤမော်ပစ္စလဲဆိုတဲ့စာအုပ်လေးရဲ့အပိုင်းတစ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ပေးကြဖို့မျှော်လင့်ပါတယ်မာတိကအမှားသာအခန့်တဲ့ပဂရီတရားဆိုတာမော်ပစ္စလဲဆိုတာအခန်းနဲ့ပထမဦးဆုံးလူသားဆိုတာအခန်းသုံးသရဝမျိုးစိတွေများပြားရခြင်းအကြောင်းအခန်းလေးအရာဝတ္ထုတွေကိုဘာတွေနဲ့ဖွဲ့စည်းတယ်လဲအခန်းကနေ့နဲ့ညတွင်နဲ့ဆောင်အခန်း6နေဆိုတာအခန်းခွင်သက်တံဆိုတာအခန်း8အရာအလုံးဘယ်တော့မှဘလို့စားရတယ်လဲအခန်း9ကျွန်တော်တို့ကြီးရလားအခန်း10ငလျင်ဆိုတာအခန်း7ကဘေးဒုက္ခတွေဘာကြောင့်ဖြစ်ရတယ်အခန်း7အမွယ်တကိုးပြားတဲ့ဟာဆိုတာအမှားသာကျွန်တော်မှတ်မိသလောက်နမိတ်ပုံနဲ့ဖော်ညွှန်းရခြင်းအကြောင်းဆိုလျင်ပညာစာအုပ်စာပေစကားတွေကိုအလင်းရောင်စင်မီတို့နဲ့ဥပမာအလင်ကပြုလို့ရှိကြပါတယ်မတိနားမလဲခြင်းဆိုတာကိုလည်းအမှောင်တိုင်းနဲ့ဥပမာဆောင်နေကြပါတယ်မှန်ပါတယ်ကျွန်တော်တို့လူသားတွေရဲ့သမိုင်းစစ်စစ်ဟာအမှောင်ဖုံးလွှမ်းခြင်းနဲ့ဒေသနီရှိခဲ့ကြဟန်တူပါတယ်ဒါကြောင့်ပဲကမ္ဘာဥခေလူသားရဲ့လို့တည်တဲ့ချိန်ကစပြီးကျွန်တော်တို့မတိနားမလည်နိုင်ခဲ့တဲ့အရာတွေကိုမိမိနီးမိမိဟန်နားလည်ဖို့အစွမ်းကုန်အားထုတ်ခဲ့ပုံရပါတယ်မတိနားမလည်ခြင်းရဲ့ခါတိမှုကိုလူသားမျိုးနဲ့စစ်စစ်ကလက်မခံနိုင်အောင်ဖြစ်ခဲ့ကြတာမို့လို့အမှန်တကယ်ဖွင့်ဆိုရှင်းပြခြင်းမပြုလုပ်နိုင်တဲ့အခါမျိုးမှာမျိုးဖလာယူဆတွေရိုးရာဓလေ့ယုံကြည်မှုတွေကိုမျိုးနွယ်စစ်စစ်လက်ဆင့်ကမ်းခဲ့ကြပါတယ်ရွှေလမှာယုံဝဲလို့စံဖွက်တဲ့အဖို့ကိုဟောကြည့်ပါဆိုသာဆိုပုံမူစကားကလေးငိုတိတ်အောင်အရှိကြောင်ပြတဲ့ဖိုးလာနှစ်သားဆိုတဲ့ကြပြားနဲ့ကြီးပြင်းလာခဲ့တဲ့ကျွန်တော်တို့ဟာလပေါ်မှာယုံကလေးနဲ့စံဖွက်တဲ့အဖို့ရှိတယ်လို့အချိန်တော်ကြာတဲ့အထိစွဲမှန်နေခဲ့ကြပါတယ်နေကြလာကြတာတွေဖြစ်ပွားတော့လဲငပုတ်ခွေးကြီးကလာမင်းကြီးကိုဝါမြုံလိုက်လို့ဆိုတဲ့အမှတ်ယူမျိုးတွေနဲ့ရှင်မလာခဲ့ပါတယ်တချိန်ချင်းနဲ့မိုးကြိုးတွေပြည့်မိုးတွေတဲတဲ့အခါမျိုးမှာလဲနှစ်ပင်တိုင်းတစ်ခွင်ပင့်ချိန်မှာကြားနဲ့အတူတာတမဲနဲ့ရောက်ခမဘောင်မကြလို့လဲအားမရနိုင်ရှာဆိုတဲ့ဆရာမျိုးမညင်းရဲ့ကတပန်းတချင်းသေးကလိုတရားမင်းနဲ့အတူတာတို့စစ်မွေဖြစ်ပွားနေကြတယ်ဆိုတဲ့ဆွဲလန်းမှုမျိုးနဲ့ယဉ်နေခဲ့ကြပါတယ်လူကြီးသူမတွေသူတို့ကြားဘူးနားမရှိသလိုပြန်ပြောတာတွေအကုန်လုံးကိုအမှန်တွေနေမှာပဲရဲ့လို့အချိန်တော်ကြားတဲ့အထိမှတ်ယူခဲ့ကြဟန်တူပါတယ်ကျွန်တော်တို့လူသားတွေဟာမြင်သမျှကြားသမျှကိုယုံမဲ့ပြစ်လိုက်ကြဖို့လဲဝင်လေးကြဟန်မတူပါဘူးဆရာရေးဆရာစာရေးဆရာမိုက်ကယ်ရှားမရဲ့အမည်ကိုပြန်လည်ကိုးကားရရင်လူသားတွေသူတို့မြင်သမျှကြားသမျှကိုယုံမှတ်တာဟာစင်ငယ်ဖြစ်စဉ်အရာအမွေဆက်ခံခဲ့တာလို့မှတ်ယူနိုင်ကြောင်းဆိုပါတယ်ဖြစ်ရတဲ့တုံတရားနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချရတဲ့လူသားတွေဟာတိုင်ဝမ် Air Force Positive တိုက်2 Air Force Negative ဆိုတဲ့အမှားနှမျိုးကိုကျူးလွန်တတ်ကြပါတယ်တကယ်တော့လူသားရဲ့လို့တောင်မဖြစ်သေးခင်အချိန်ကလဲဆိုလိုနိုင်ပါတယ်ဥပမာလူရဲ့လို့မဖြစ်သေးတဲ့လူစီဆိုတဲ့တရားတွေအာဖရိကတိုက်တနေရာမှာအစာရှာနေကြတယ်ဆိုပါစို့ခလန်းလန်းကမြစ်ပင်ရှည်တွေတချက်ချင်းမြည်ပြီးလှုပ်ခတ်သွားတာဟာလေတိုက်တာကြောင့်လားကိုချောင်းမြောင်းနေတဲ့တားရဲတကောင်ချောင်းလားဆိုတာဝေခဲ့ရပါတယ်လေတိုက်တာကိုတားရဲလို့မှတ်ပြီးထွက်ပြေးမယ်ဆိုရင်တိုင်ဝမ် Air Force Positive ဆိုတဲ့ပထမအမျိုးအစားကိုကျူးလွန်မိပါတယ်မိမိအသက်ကိုရှေ့အောင်ဝေးနေခဲ့ကြတဲ့တရားတွေအားလုံးတို့ကျူးလွန်မိကြတဲ့ဖြစ်ရိုးဖြစ်စဉ်အမှားလို့လဲဆိုလိုနိုင်ပါတယ်အဲဒီလိုမဟုတ်ပဲကိုချောင်းမြောင်းနေတဲ့တားရဲကြောင့်မြစ်ပင်ရှည်လှုံရမ်းသွားတာကိုလေတိုက်တာကြောင့်လို့အမှတ်ထင်ပြီးမပြေးပဲနေမိတဲ့အခါတိုက်2 Air Force Negative ဆိုတဲ့ဒုတိယအမျိုးအစားကိုကျူးလွန်မိပါတယ်မိမိရဲ့မျိုးရိုးဗီဇကိုလက်ဆက်မကမ်းနိုင်သေးခင်ဒီလိုအမှားမျိုးကျူးလွန်မိတဲ့အခါမျိုးမှာတော့မျိုးစစ်ပြန်ပွားခွင့်မရတော့ပါဘူးကျွန်တော်တို့လူသားတွေမကတရှိတဘာတွေတိုင်းဟာပထမအမျိုးအစားကိုကျူးလွန်ခဲ့ကြတဲ့ဘိုးဘွားတွေရဲ့မျိုးရိုးစစ်စစ်ဖြစ်တာကြောင့်အလားတူမြင်သမျှကြားသမျှကိုအမှန်လို့မှတ်ယူလိုက်ကြတဲ့ဗီဇာသဘောရှိကြဟန်
တူတယ်လို့ပညာရှင်တွေကမှတ်ယူကြပါတယ်ဒီနေ့ခေတ်မှာဆိုရင်လူသားတွေဟာနှစ်ပေါင်းမြောင်များစွာအိမ်မောကျနေခဲ့ရမှမိမိရဲ့ပတ်ဝန်းကျင်ကိုအခုမှမြေဝထင်တွင်မြင်တွေ့ရတဲ့အလင်းရောင်မျိုးရရှိခဲ့ကြတာတိတ်ကြာရှိဖို့မရသေးပါဘူးလွန်ရောကျင်ရောနှစ်ပေါင်းရာဂဏန်းအနည်းငယ်ပဲရှိပါလေဦးမယ်အဲ့ဒီအလင်းရောင်ကတော့လောကရသိပ္ပံပညာပါပဲအမောင်ဖုံးလွှမ်းနေတဲ့ကမ္ဘာလောကမှာလူသားတွေကိုလမ်းညွှန်ပြသနေတဲ့အလင်းရောင်လည်းဖြစ်ပါတယ်လောကရသိပ္ပံရဲ့ဂုဏ်ကျေးဇူးကြောင့်ပဲကျွန်တော်တို့လူသားတွေဟာကမ္ဘာလောကကိုတရဖန်ပြန်လည်မြင်တွေ့ခွင့်ရခဲ့ကြပါတယ်နေဆိုတာလဆိုတာနေတွေလတွေဘာကြောင့်ချက်တယ်လဲမိုးဘာကြောင့်ရွာရတယ်တက်တန်ဘာကြောင့်ဖြစ်ရတယ်တရဝါတွေဘလို့ပေါက်ဖွားခဲ့ကြတယ်တဘာဝဘေးတွေဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့လူသားမျိုးနွယ်အဆက်ဆက်ခေါင်းကိုက်ခဲရတဲ့မိခွန်းတွေကိုဖြေဆိုနိုင်ခဲ့ုံနဲ့မကပဲစေသိပ္ပံစစ်မှုနည်းပညာအတတ်တွေဟိုမိုဆေးဗီယန်ခေါ်လူသားတို့ရဲ့ကမ္ဘာလောကရဲ့လို့ဖြစ်လာအောင်ဖန်တီးယူနိုင်ခဲ့ကြပါတယ်လူသားမျိုးနွယ်တို့ပေါ်ကျေးဇူးကြီးမားလာတဲ့လောကရသိပ္ပံပညာရှင်ကြီးတွေရဲ့ပိဿဆွလွန်မှုတွေကိုအောက်မေ့ရင်အနာဂတ်မျိုးစေ့လူငယ်များကိုအလားတူယထာဘူရကြတဲ့အကျိုးကြောင့်စီလျော်အောင်ဆက်ဆက်တွေးယူနိုင်တဲ့ပဂတိအရှိတရားကိုစူးစမ်းရှာဖွေနေတဲ့အာတိတတွေကိုသွတ်ဆော်ပေးနိုင်စေဖို့မျှော်လင့်ရင်ကမ္ဘာကျော်ဇီဝဗေဒပညာရှင်Richard Dawkins ရဲ့ပဂတိတရားဤမော်ပစ္စလက်စာအုပ်ကိုစာဖတ်ရှုသူများစီအရောက်ပို့ဆောင်ခဲ့ပါကြောင်းလေးစားစွာဖြင့်ညီနောင်ခန့်တဲ့ပဂတိတရားဆိုတာမော်ပစ္စလက်ဆိုတာပဂတိတရားအရှိတရားဆိုတာအမှန်တကယ်တည်ရှိနေတဲ့အရာတွေအလုံးပေါ့အဲဒီလိုပြောလိုက်တော့အတော်လေးကိုရိုးရှင်းပြီးနားလည်ရလက်ကူတာပဲလို့မထင်မိဘူးလားတကယ်တော့အဲ့ဒီလောက်မလွယ်လှပါဘူးရှင်းလင်းဖြေဆိုစရာတွေတပုံတပင်ရှိလို့နေကြပါလေဟိုတစ်ချိန်တုန်းကကမ္ဘာလောကမှာရှင်တိုင်နေထိုင်ခဲ့ကြပြီးခုခါမှာတော့မျိုးတုံးပြော့ကွယ်သွားပြီဖြစ်တဲ့ဒိုင်လွင်စောတွေအကြောင်းလိုမျိုးဟိုးလွင်ဝေးကွာလာတဲ့ဆက်ကြရာတွေကဂျက်တာရီလိုမျိုးဆိုပါတော့အဲ့ဒီမြင်နေရတဲ့ဂျက်တာရီစီကလင်းရောင်ဟာကျွန်တော်တို့စီကိုရောက်ရှိလာတဲ့အချိန်မှာအဲ့ဂျက်တာယာတွေဟာလောင်ကျွမ်းပျက်စီးသွားပြီးတောင်ဖြစ်နိုင်လောက်အောင်ကိုပဲဝေးကွာလာတာမဟုတ်လားဒိုင်နိုဆောတွေဂျက်တာယာတွေအကြောင်းခဏနေမှဆက်ပြောကြတာပေါ့အခုလက်ရှိပြစ္ဆုတ်ကံမှာအရာဝတ္ထုတွေအမှန်တကယ်တည်ရှိကြောင်းကျွန်တော်တို့ဘယ်လိုသိနိုင်တယ်လဲစာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့မှာရုပ်အစင်းအတန်အနံ့အရသာအတွေးဆိုတဲ့အာယုံ၅ပါးရှိပါတယ်ကျော်တို့ကြောက်ဆောင်တွေကလအုပ်တွေခုနလေးတွေရိတ်တင်ထားတဲ့မြခင်းစိရင်နဲ့လဆက်ဆက်ကြိတ်ချထားတဲ့ကော်ဖီနဲ့မွေးမွေးကောဘန်းစားရဲ့မျက်နှာပြင်ခက်ကြမ်းကြမ်းဗတ်တီးစားရဲ့အထီတွေရေဒီကွင်းတွေလူကောခေါင်းလောင်းတွေတရားနဲ့စားဘယ်လိုကွဲပြားတယ်လဲဆိုတာတွေကိုအာယုံ၅ပါးနဲ့ကောင်းကောင်းကြီးခွဲခြားစိတ်ဖြာနိုင်ခဲ့ပြီးတကယ်လက်တွေ့အရှိတရားရဲ့လို့ခေါ်ဆိုနိုင်ရဲ့မဟုတ်လားဒီလိုဆိုတော့ဒီအာယုံ၅ပါးနဲ့ဓာတ်ရိုက်ဖြစ်တွေ့ခံစားရတွေကိုပဲပဂရိအရှိတရားလို့သတ်မှတ်လာမှာလားဆိုပြီးမေးစရာရှိတယ်ဒါဆိုရင်တာမန်မျက်စိနဲ့လည်းမမြင်နိုင်တဲ့ဟိုးဝေးကြီးအာကာသတွေကကြေတာယာစုတွေကိုဘယ်လိုလုပ်မလဲအင်မတန်အားကောင်းလာတဲ့အနုကြည့်မှန်ပြောင်းမိုက်ခရိုစကိုပလို့ခေါ်တဲ့နဲ့မှကြည့်မှပဲတွေ့ရတဲ့ဘက်တီးရီးယားပိုးမွှားတွေကိုရောဘယ်လိုလုပ်မလဲကျွန်တော်တို့မမြင်နိုင်မတွေ့နိုင်တာနဲ့ပဲမရှိဘူးလို့ပြောလိုက်တော့မှလားဒီလိုတော့မဟုတ်ဘူးပေါ့ကျွန်တော်တို့ရဲ့အာယုံ၅ပါးကိုအထူးကိရိယာတွေတက်ဆင်ပြီးလက်လန်းမိတဲ့နယ်ပယ်တွေချက်ထွင်ယူရတာပေါ့ဥပမာအာကာသတွေကခြေတရာစုကြီးတွေကိုမြင်ရဖို့တယ်လီစကုပ်လိုအဝေးကြည့်မှန်ပြောင်းနေဘက်တီးရီးယားပိုးမွှားတွေကိုမြင်ရဖို့မိုက်ခရိုစကုပ်လိုအနုပြုမှန်ပြောင်းနေအသုံးပြုရတာပေါ့မိုက်ခရိုစကုပ်တယ်လီစကုပ်တွေရဲ့သဘောတဘာဝနဲ့အဲ့ဒီကိရိယာတွေရဲ့အသုံးဝင်ပုံကိုသိမြင်ပြီးကျွန်တော်တို့ရဲ့အာယုံ၅ပါးဒီနေရာမှာအမြင်အာယုံကိုဆိုလိုတဲ့ကိုတိုးချက်နိုင်လိုက်တာကြောင့်အာကာသတွေကဂျက်တာယာစုကြီးတွေနဲ့ဘက်တီးရီးယားပိုးမွှားတွေအမှန်တကယ်တည်ရှိကြောင်းကျွန်တော်တို့သိရှိလာနိုင်ခဲ့တယ်မဟုတ်လားဒီလိုဆိုရင်ရေဒီယိုလိုင်းတွေကိုရောဘယ်လိုပြောကြမလဲဒါတွေကရောအမှန်တကယ်ရှိတာဟုတ်လို့လားမျက်စိနဲ့လည်းမမြင်ရဘူးနားနဲ့လည်းမကြားရဘူးလေအဲ့ဒီလိုမဟုတ်ပါဘူးအထူးပြုလုပ်ထားတဲ့ကိရိယာတွေကနေတဆင့်တကယ်ရှိကြောင်းသိမြင်နိုင်ပါတယ်ရုပ်မြင်သံကြားစေဆိုပါစို့ရေဒီယိုလိုင်းတွေကထုတ်လွှင့်ချက်တွေကိုရုပ်မြင်သံကြားစေနဲ့ဖန်ယူပြီးကြည့်ရှုနားထောင်နိုင်တယ်လေဒါကြောင့်မလို့မျက်စိနဲ့လည်းမမြင်ရနားနဲ့လည်းမကြားရနိုင်ပေမဲ့ရေဒီယိုလိုင်းတွေဟာပဂရိတရားရဲ့အစိပ်ပိုင်းတွေမှသိရှိနိုင်ကြတယ်တယ်လီစကုပ်တွေ
microscope တွေလိုပဲ ရေဒီယိုနဲ့ရုပ်မြင်သံကြားတွေဘယ်လောက်အသုံးဝင်လဲဆိုတာကျွန်တော်တို့သိခဲ့ကြတယ်အဲ့ဒီတော့ဒီပစ္စည်းကိရိယာတွေဟာပကတိဖြစ်ရဆိုတဲ့အရာတွေကိုယုံလုံးပေါ်အောင်ကျွန်တော်တို့မြင်တွေ့နားလည်စေဖို့အထောက်အကူဖြစ်စေတယ်ဒါတင်မကရေဒီယိုတယ်လီစကုပ်တွေ X-ray ဓာတ်ရောင်ခြည်တယ်လီစကုပ်တွေဂျက်တာယာတွေကျယ်စင်စုတွေအကြောင်းကျွန်တော်တို့သိမြင်စေခဲ့ပြီးရိုးရိုးသားမှန်မျိုးလုံးတစ်လုံးနဲ့မတူတဲ့မျိုးလုံးတစ်မျိုးလိုတောင်တင်စားနိုင်ခဲ့ပါတယ်အဲ့ဒါတွေကြောင့်ပဲပကတိအရှိတရားပေါ်လေးလာရှုမြင်နိုင်မှုအတိုင်းအတာတွေချက်ထွင်နိုင်ခဲ့ကြပြန်တယ်ဒိုင်နိုဆောတွေအကြောင်းပြန်ကောက်ကြအောင်ဆိုရဲဟိုတစ်ချိန်ကကမ္ဘာလောကကြီးမှာဒိုင်နိုဆောသတ္တဝါတွေနေထိုင်ကျဆခဲ့ကြတဲ့အကြောင်းကျွန်တော်တို့ဘယ်လိုသိရှိခဲ့ကြတာလဲဒိုင်နိုဆောဆိုတာကျွန်တော်တို့မြင်လဲမမြင်ခဲ့ဘူးအတန်ကိုလည်းမကြားခဲ့ဘူးဒိုင်နိုဆောတွေနဲ့ရင်ဆိုင်တွေ့လို့မနှဲလွယ်အောင်ပြရတယ်လို့လည်းမရှိခဲ့ဘူးရုပ်စွာဆုံးမြဝထွင်တွင်ပြန်ပြသနိုင်အောင်တည်ထွင်ထားတဲ့ကာလာရန်တရားလိုအချိန်မြောက်ပြန်သွားတဲ့စိတ်ကရိယာတွေလည်းမရှိပါဘူးကျွန်တော်တို့မှာရှိတာကတော့သိမြင်မှုအချင်းအရာပေါ်ထောက်ပံ့ပေးမဲ့အရာဝတ္ထုတွေပဲဖြစ်ပါတယ်ဒါတွေကတော့ကြောက်ဖြည့်ရုပ်ကျွင်းတွေဖြစ်ပါတယ်ကြောက်ဖြည့်ရုပ်ကျွင်းတွေကိုရိုးသားမှမျက်စိနဲ့လည်းမြင်နိုင်တယ်ကြောက်ဖြည့်ရုပ်ကျွင်းတွေခုံပေါက်ပြေးလွှားမြင်နေတာမျိုးတော့မလုပ်နိုင်တော့ဘူးပေါ့ဒါပေမဲ့အဲ့ဒါတွေဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့သိရှိထားခဲ့တဲ့အတွက်ကြောင့်လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာတုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုဒီရုပ်ကျွင်းတွေကတစ်ဆင့်ကျွန်တော်တို့နားလည်နိုင်ပါတယ်တထုတွေပျော်ဝင်နေတဲ့ရွေတွေဟာရွှွန့်လာတွေကြောက်လာတွေအကြားလေဆုံးနှမြုပ်နေတဲ့သတ္တဝါတွေရဲ့ခန္ဓာကိုယ်ထဲကိုကလစီတစ်ခုချင်းစီဝင်ရောက်အစားထိုးနေရာယူလိုက်တဲ့အခါမှာငကိုရှင်ရဲသတ္တဝါပုံစံအတိုင်းကြောက်သားပေါ်မှာထွန်းထုတ်လိုက်သလိုပုံနှိပ်ကြံရက်စေခဲ့ပါတယ်ဒါကြောင့်ဒိုင်နိုဆောတွေကိုကျွန်တော်တို့မြဝထွန်းတွင်မမြင်တွေ့ရပေမဲ့ရှိရှိတုန်းကကြံရက်ခဲ့တဲ့ကြောက်သားကြောက်ဆောင်တွေပေါ်မှာရှိတဲ့ကိုယ်တိုင်ထိတွေ့လို့ရတဲ့တစ်တွေအထောက်ထားတွေအပေါ်သွယ်ဝိုက်ဆန်းဆက်သုံးသပ်ရင်းဒီဒိုင်နိုဆောတွေနေထိုင်ကျဆရှင်သန်ခဲ့ကြောင်းသိရှိခဲ့ကြပါတယ်နောက်တစ်နည်းထပ်ပြောရမယ်ဆိုရင်တယ်လီစကုပ်ဟာလည်းအာကာသယန္တရားလိုမျိုးလှုပ်ဆောင်နိုင်တာကိုတွေ့ရပြန်ပါတယ်ကျွန်တော်တို့တွေတစ်စုံတစ်ခုကိုကြည့်ရှုတဲ့အခါမှာတကယ်မြင်တွေ့ရတာဟာအလင်းရောင်ပဲဖြစ်ပါတယ်အဲ့ဒီအလင်းရောင်ဟာဖြတ်တန်းသွားဖို့အချိန်ယူရပြန်ပါတယ်မြင်တွေ့နေကြမိတ်ဆွေတစ်ယောက်ရဲ့မျက်နှာကိုကြည့်တဲ့အခါမှာတောင်သူ့မျက်နှာကနေသင်မျက်စိရှိသွားတဲ့အလင်းရဲ့အကြာချင်းစက္ကန့်ပိုင်းလေးပဲဖြစ်ပါစေရှိတာကြောင့်အခုမြင်တွေ့ရတာဟာပြီးခဲ့တဲ့အတိတ်ကာလကမိတ်ဆွေရဲ့မျက်နှာလို့ဆိုလိုနိုင်ပြန်ပါတယ်အတန်ဆိုရင်အလင်းထက်တောင်မှအမြန်နှုန်းနှေးပါသေးတယ်ဒါကြောင့်မြရှုမီးပန်းတွေဖောက်ကြတဲ့အခါမှာပေါက်ကွဲတံကိုနောက်မှကြားရပြီးဖြတ်ထွက်သွားတဲ့အလင်းတိုင်းကိုအရင်မြင်ရတာဖြစ်ပါတယ်ခလန်းလန်းကတပ်ပင်တပင်ကိုလူတစ်ယောက်ကခုံလဲလိုက်တဲ့အခါမှာလဲတပ်ပင်နဲ့ပစိန်ထိတွေ့တဲ့အတန်ဟာကြည်နေသူစီကိုနည်းနည်းကြာပြီးမှရောက်လာတာဖြစ်ပါတယ်အလင်းရဲ့အလင်းကတော့အလွန်ပဲမြန်ဆန်တာမလို့လက်ရှိဖြစ်ပျက်နေတာတွေကိုချက်ချင်းသိမြင်ရတယ်ဆိုပြီးရေဘူးရထင်မြင်ယူဆကြပါတယ်ဒါပေမဲ့ကျယ်စင်တွေအကြောင်းပြောကြတဲ့အခါအဲ့ဒီလိုမဟုတ်တော့ပြန်ပါဘူးကျွန်တော်တို့မြင်တွေ့ရတဲ့နေနဲ့တောင်းမှကဘာစီအလင်းရောက်ဖို့ကြာချိန်10မိနစ်ကြာပါသေးတယ်တကယ်လို့များအဲ့ဒီနေမင်းကြီးပောက်ကွဲပျက်စီးသွားခဲ့မယ်ဆိုရင်နောက်ထပ်10မိနစ်ကြာတဲ့အခါကျွန်တော်တို့သိရှိအောင်မှာမဟုတ်ပါဘူးအဲ့ဒီခါမှာဆိုရင်လည်းကဘာမြေပေါ်ကကျွန်တော်တို့အပါအဝင်တက်ရှိတွေအားလုံးညီကုန်းအဆုံးသတ်ပဲဖြစ်ပါလိမ့်မယ်ကျွန်တော်တို့နေစကြဝဠာနဲ့အနည်းဆုံးမှာရှိတဲ့ပရိုစီမာစန်တိုယီဆိုတဲ့ကျယ်စင်ကြီးဆိုရင်2012ခုနှစ်မှာကြည့်လိုက်တယ်ဆိုပါစို့မြင်နေရတာဟာ2008ခုနှစ်တုန်းကအဖြစ်ပြက်ခဲ့တာတွေပါပဲဂျက်တာယာစုဆိုတာဟာဂျက်တာယာတွေအများကြီးစုဝေးတာကိုဆိုလိုပါတယ်ကျွန်တော်တို့ဟာငကောင်ငွေတန်းလို့ခေါ်တဲ့ဂျက်တာယာစုထဲမှာတည်ရှိပါတယ်ငကောင်ငွေတန်းဂျက်တာယာစုရဲ့အနီးကပ်ဆုံးမှာတည်ရှိတဲ့ဂျက်တာယာစုကတော့အန်ဒရိုမက်ဒါဂျက်တာယာစုပဲဖြစ်ပါတယ်အဝေးကြီးမှန်ပြောင်းတယ်လီစကုပ်နဲ့ကြည့်မယ်ဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း2သန်းခွဲနီးပါးကာလာတုန်းကဖြစ်တွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဟက်ဖယ်တယ်လီစကုပ်လို့ခေါ်တဲ့အာကာသကြီးမှန်ပြောင်းကြီးနဲ့ကြည့်မယ်ဆိုရင်စတီဖင်ကွန်တက်ဆိုတဲ့ဂျက်တာယာစုကြီးဟာတစ်ခုနဲ့တစ်ခုခမ်းနားကြီးကျယ်လှပစွာတ
တိုင်းမိနေကြတာကိုမြင်တွေ့ရပါလိမ့်မယ်။ဒါပေမဲ့တကယ်တမ်းကျတော့ဒီဖြစ်ရပ်ဟာလွန်ခဲ့တဲ့နှစ်သန်းပေါင်း280တုန်းကဖြစ်ပွားခဲ့တာပါ။တကယ်လို့များကြာတာစုတွေထဲမှာတက်ရှိဂျိုသားတွေရှိနေကြပြီးသူတို့မှလည်းအင်မတန်စွမ်းအားကောင်းတဲ့တယ်လီစကုပ်အဝေးကြီးမှန်ပြောင်းတွေရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ကမ္ဘာမြေစီကိုအခုနေလှမ်းကြည့်လိုက်တဲ့အခါမှာဒိုင်လင်စောတွေထက်ပိုပြီးရှိကြတဲ့ကနဦးမျိုးစေ့တွေကိုတွေ့ရမှာဖြစ်ပါတယ်။ကမ္ဘာမြေအပြင်ဘက်အာကာသထဲကတက်ရှိဂျိုသားတွေဆိုတာကရောအမှန်တကယ်ရှိပါရဲ့လား။သူတို့ကိုမြင်လည်းမမြင်ဘူးအတန်လည်းမကြားဘူးသူတို့ကရောတကယ်ပကတိအရှိတရားထဲမှာပါဝင်တာဟုတ်ပါရဲ့လားဘယ်သူမှမသိကြပါဘူးဒါပေမဲ့တကယ်လို့များရှိနေခဲ့မယ်ဆိုရင်ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘာတွေကနေတဆင့်သိရှိနိုင်မယ်ဆိုတာကိုတော့ကျွန်တော်တို့ခန့်မှန်းကြည့်နိုင်ပါတယ်ဆိုလိုတာကအခြားကမ္ဘာတစ်ခုခုစီကတက်ရှိဂျိုသားတွေနဲ့ထိတွေ့ဆက်ဆံရတဲ့အခါမှာကျွန်တော်တို့အတိအမြင်အာရုံခံစားမှုတွေကနေတဆင့်သိမြင်မှာပဲဖြစ်ပါတယ်ဒီနေ့မှာတော့အခြားကမ္ဘာတစ်ခုခုမှတက်ရှိတဲ့ဘဝတွေနေထိုင်ကြောင်းဒီကနေထောင်လန်းကြည့်ရှုနိုင်လောက်အောင်စွမ်းအားကောင်းလာတဲ့ဝေးကြီးမှန်ပြောင်းလိုမျိုးတယောက်ကတီထွင်နိုင်ကောင်းတီထွင်နိုင်လာပါလိမ့်မယ်ဒါမှမဟုတ်လဲအခြားကမ္ဘာတစ်ခုခုရဲ့ထောင်လန်းမှုကနေပေးပို့လိုက်တဲ့ message ကိုရေဒီယိုတယ်လီစကုပ်ကနေတဆင့်ဖတ်မိတာမျိုးလည်းဖြစ်နိုင်ပါတယ်အမှန်စင်စစ်လက်ရှိပဂရိတရားဆိုတာကျွန်တော်တို့သိရှိပြီးသားသိကြတဲ့အကြောင်းအရာတွေပါဝင်တာမျိုးမဟုတ်ပါဘူးအမှန်တကယ်သိရှိနေပြီးကျွန်တော်တို့မသိရှိသေးရတဲ့အကြောင်းအရာတွေနောက်နာဂတ်ကာလအတိုင်းအတာတစ်ခုရောက်မှသိလာရမယ့်အကြောင်းအရာတွေလည်းပါဝင်ပါတယ်ကျွန်တော်တို့အာယုံ၅ပါးကိုကူညီထောက်ပံ့ရမှာအခုတည်းပို့ပြီးကောင်းမွန်တဲ့တော်တဲ့ကရိယာရစားပလာတွေကိုတီထွင်နိုင်လာတဲ့အခါကျရင်လည်းနောက်ထပ်သိမြင်လာနိုင်စရာတွေရှိကောင်းရှိပါလိမ့်မယ်အတန်းလို့ခေါ်တဲ့အလူယူမှန်မြောင်းတွေဟာဟိုးအရင်ရှိဘဝတတိယကရှိခဲ့တာပါဒါပေမဲ့သူတို့ရဲ့ဖြစ်တည်မှုအကြောင်းနဲ့ပတ်သက်ပြီးကျွန်တော်တို့သိရှိခဲ့ကြတာဟာသိမကြသေးဘူးကျွန်တော်တို့ရဲ့နောက်မျိုးဆက်တွေအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတီးကြဖို့များပါတယ်အခုချိန်မှာတော့အဲ့ဒီအကြောင်းကိုကျွန်တော်တို့များများဆဆမသိကြသေးပါဘူးဒီအချင်းရသေးတာလျှင်လောကရသိပ္ပံပညာရဲ့အနပန်းစမ်းကြယ်ခြင်းနဲ့နှစ်သက်အားရပွဲခြင်းတို့ဆိုလိုကောင်းဆိုလိုနိုင်ပါတယ်နောက်ထပ်တွေ့ရှိချက်အသစ်တွေလည်းအစမပြတ်ထွက်ပေါ်နေပါတယ်အဲ့ဒီလိုပြောလိုက်လို့လူတွေစိတ်ကူးရင်တာတွေမှန်သမျှမျက်စိမိတ်ယုံပြစ်လိုက်တဲ့နယ်လို့မဆိုလိုပါဘူးတန်းနဲ့ချီတဲ့စိတ်ကူးရင်ဇာလန်တွေထဲမှာအမှန်တကယ်တရှိဖို့ဖြစ်နိုင်ခြေအလွန်နှဲပါတာအပြည့်ပါပဲဥပမာအိယာဝင်ပုံမြင်တွေကအတောင်ပံတွေနဲ့နတ်သမီးတွေနေရွှေချင်တဲ့အယောင်စင်းစင်းမြင်စာတွေတိတ်ငယ်တစ်ပိုင်းမြင်းတစ်ပိုင်းတရဝါတွေလိုအရာဆိုပါတော့ကျွန်တော်တို့ဟာစိတ်တကားကိုအမြဲပဲဖွင့်လှစ်ထားတင်ပါတယ်ဒါပေမဲ့တစုံတရာအမှန်တကယ်တရှိကြောင်းယုံကြည်ဖို့အတွက်တည်အထောက်ထားခိုင်လုံမှာပဲလက်ခံယုံကြည်တင်ပါတယ်ပုံစံငယ်မော်ဒယ်ဖန်တီးခြင်းစိတ်ကူးစိတ်တန်းအားစသဖြင့်ရုပ်ဆင်းအတန်အနံ့အရသာအတွေးဆိုတဲ့အာယုံ၅ပါးနဲ့ဒါရိုက်ဆက်ဆက်လို့မရနိုင်ပေမဲ့ပဂတိတရားအဖြစ်တည်ရှိနေတာဟုတ်မဟုတ်ဆိုပြီးလောကရသိပ္ပံပညာရှင်တွေအသုံးပြုခဲ့တဲ့လူတည်နေတဲ့နည်းလမ်းတစ်ခုရှိပါတယ်ဒါကတော့ပုံစံငယ်မော်ဒယ်နဲ့ဖန်တီးစမ်းသပ်ပြီးခန့်မှန်းစမ်းစစ်ကြည့်တာပါဒီနေရာမှာဘာတွေရှိမလဲဆိုပြီးစိတ်ကူးခန့်မှန်းကြည့်တာမျိုးပေါ့အဲ့ဒီနောက်မှာသင်္ချာသဘောတရားအရတိကျတွက်ချက်မှုတွေနဲ့ပါပေါင်းစပ်ပြီးဘာတွေမြင်ရကြားရနိုင်မလဲစသဖြင့်လက်တွေစမ်းသပ်ကြည့်တာပါအတိုင်းတာကရိယာတစားပလာတွေနဲ့တိတိကျကျဖန်တီးပြီးပုံစံငယ်မော်ဒယ်ဟာမှန်မှန်စစ်ဆေးကြည့်ပါတယ်အဲ့ဒီနောက်မှာဘာတွေတွေ့မြင်ရသလဲဆိုပြီးစမ်းစစ်ကြည့်ကြပါတယ်တကယ်တော့ပုံစံငယ်မော်ဒယ်ဆိုတာတက်သားတို့ပလတ်စတစ်တို့နဲ့ပြုလုပ်ထားတဲ့ပုံစံငယ်လို့အထိပ္ပယ်ကောက်ယူလို့မရနိုင်ပါဘူးစာရွက်ပေါ်မှာရေးထားတဲ့တိကျတဲ့တိုင်းတာတွက်ချက်မှုတွေလည်းဖြစ်နိုင်တယ်လို့ကွန်ပျူတာကနေလှုပ်ဆောင်မှုထည့်သွင်းပေးထားတာမျိုးလည်းဖြစ်နိုင်ပါတယ်အဲ့ဒီပုံစံငယ်မော်ဒယ်ဒါမှမဟုတ်လုပ်ယူဖန်တီးထားတဲ့အခြေအနေတစ်ခုကိုတခြားစူးစမ်းလေ့လာပြီးဒီပုံစံငယ်မော်ဒယ်ဟာတိစောက်ထားမှုမှန်ကန်တယ်ဆိုရင်ဘာတွေမြင်တွေ့ရမှာဖြစ်တယ်ဆိုပြီးစမ်းသပ်ကြည့်ကြပါတယ်အဲ့ဒီနောက်မှာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအရင်တုန်းကကြိုတင်ခန့်မှန်းသုံးသပ်ချက်တွေမှန်စမ်းစစ်ကြည့်ကြပါတယ်မှန်ကန်တယ်ဆိုရင်ဒီပုံစံငယ်မော်ဒယ်ဟာပဂရိရှိတရားကိုကိုစားပြုတယ်ဆိုတဲ့ယုံကြည်မှုတွေတိုးပွားလာပြီးနောက်တစ်ဆင့်စမ်းသပ်မှုတွေအတွက်မွမ်းမံစရာရှိတာတွေကိုမွမ်းမံပြင်ဆင်ကြပါတယ်အဲ့ဒီနောက်ထပ်မံစမ်းသပ်အတည်ပြုကြပြန်ပါတယ်
ခံမှန်းချက်တွေမှားယွင်းသွားခဲ့ရင်တောင်ပုံစံငယ်မော်ဒယ်ကိုပယ်ချလိုက်ပြီးဒါမှမဟုတ်အစားထိုးလိုက်ပြီးထပ်မံစမ်းကြည့်ကြပြန်ပါတယ်ဥပမာပြောရရင်ဒီကနေ့မှာ GIA ရေးဆိုတဲ့အရာတွေနဲ့ဖွဲ့စည်းထားပြီးဇာတိစရိုက်ကိုပုံဖော်တဲ့မျိုးရိုးဗီဇအကြောင်းကိုကျွန်တော်တို့သိရှိထားကြပါတယ် GIA တွေဘယ်လိုလုပ်ကြတယ်ဆိုတာကိုလည်းကျွန်တော်တို့တော်တော်များများသိရှိထားကြပြီးဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီ GIA ဆိုတာဘယ်လိုပုံသဏ္ဍာန်ရှိမှန်းကျွန်တော်တို့မမြင်ရပါဘူးအင်မတန်စွမ်းအားကောင်းတဲ့ microscope အနည်းကြီးမှန်မြောင်းနဲ့ကြည့်ရင်တောင်မမြင်ရပါဘူးဗျာ GIA နဲ့ပတ်သက်ပြီးသိရှိထားတဲ့အချက်လက်အကုန်ဒီပါဟာပုံစံငယ်မော်ဒယ်တွေစတင်လုပ်ပြီးစမ်းကြည့်တာကနေတည်ဝိုက်ရရှိခဲ့တဲ့အချက်လက်တွေပဲဖြစ်ပါတယ်ဒီတော့ GIA ဆိုတဲ့ဝေါ်ဟာရကိုဘယ်သူမှမကြားဘူးသေးခင်ဟိုးရင်ကတည်းကပုံစံငယ်တွေအခြေအနေအတုတွေဖန်တီးယူပြီးစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြလို့မျိုးရိုးဗီဇအကြောင်းကိုလောကဓာတ်သိပ္ပံပညာရှင်တွေအတော်လေးသိရှိခဲ့ကြပြီးသားပါ19ရာစုနှစ်တုန်းကဂယ်ရီကိုဗဒန်ဆိုတဲ့ဩစတြေးလျဘုန်းကြီးတစ်ပါးဟာသူ့ရဲ့ဘုန်းကြီးကျောင်းဝင်းထဲမှာပဲသီးအများပြားကိုစိုက်ပျိုးကြည့်ခဲ့ပါတယ်ပြီးတော့အယောင်သွေးစုံလွန်လှတဲ့ပန်းပွင့်တွေပွင့်တဲ့အပင်ဘယ်နှပင်ရှိသလဲပဲသီးတီးတဲ့အခါအတီးရဲ့မျက်နှာပြင်ရှုံ့ပွနေသလားချုံးမွေ့နေသလားလို့တရားတီးတရားရေတွက်စမ်းသပ်မှတ်သားပါတယ်ရိုးရိုးဗီဇဆိုတာကိုဖုန်းတော်ကြီးမော်ဒန်မမြင်ခဲ့ရသလိုထိတွေ့ကင်တယ်လို့လည်းမရခဲ့ပါဘူးသူမြင်တွေ့ခဲ့ရတာကတော့ပဲသီးတွေနဲ့ပွင့်လာတဲ့ပန်းတွေဖြစ်ပြီးဘယ်အယောင်သွေးအမျိုးအစားကွဲပြားတယ်ဆိုတာကိုပဲမျက်စိနဲ့ခွဲခြားရေတွက်ထားနိုင်ခဲ့တာပါမဒန်ဟာအခြေအနေပုံစံငယ်တစ်ခုကိုဖန်တီးယူခဲ့တာဖြစ်ပါတယ်အဲဒီကနေပဲမျိုးရိုးဗီဇလို့ခေါ်ဆိုနိုင်မဲ့အရာအကြောင်းကျွန်တော်တို့သိရှိလာခဲ့ရပါတယ်အဲဒီတုန်းကတော့အဲ့ဒီလိုမခေါ်ခဲ့ပါဘူးသူ့ရဲ့မျိုးဆက်တဲ့တွက်ချက်မှုမှန်ကန်မယ်ဆိုရင်ပဲသီးတွေရဲ့မျက်နှာပြင်ဟာအခါတိုင်းရှည်ရင်းစွဲခပ်တွန့်တွန့်မျက်နှာပြင်ထက်3ဆလောက်ပိုပြီးချုံးမွေလာမယ်လို့သူကခန့်မှန်းကြည့်တယ်တကယ်လဲသူတွေးထင်ထားခဲ့တာမှန်ကန်ခဲ့ပါတယ်အသေးစိတ်ချက်လက်တွေကိုခဏဘေးဖယ်ထားလို့အတိကပြောချင်တဲ့အချက်ကမဒန်ရဲ့စိတ်ကူးတူးခေါ်စမ်းသပ်မှုကိုလက်တွေ့စမ်းသပ်ကြည့်လိုက်တဲ့အခါမှာမျိုးရိုးဗီဇဆိုတာဖြစ်ပေါ်လာတယ်ဆိုတာကိုပါမျိုးရိုးဗီဇဆိုတာကိုအနုကြည့်မှန်မြောင်းနေလဲကြည့်လို့မမြင်ရဘူးဒါပေမဲ့ရှင်းတုံနေတဲ့ပဲသီးတွေနဲ့ချုံ့မွေ့နေတဲ့ပဲသီးတွေကိုတော့မြဝထင်ထင်မြင်တွေ့နေရပါတယ်ဒါတွေကိုရေတွက်ဆန်းစစ်ပြီးတော့တကယ်လက်တွေ့ပကတိအရှိတရားကိုကိုစားပြုတဲ့မျိုးရိုးဗီဇဆိုင်ရာပုံစံနမူနာနဲ့ပတ်သက်ပြီးတဲ့ဝိုက်အထောက်ထားတွေကိုကျွန်တော်တို့တွေ့ရှိခဲ့ရတယ်မဟုတ်လားနောက်တစ်ခါမှာမဒန်ရဲ့လုံနီးဟန်ကိုဝန်မှန်ပြင်ဆင်ပြီးပဲသီးတွေအစားတတိယင်းတွေနဲ့လောကဓာတ်သိပ္ပံပညာရှင်တွေကစမ်းစစ်ဆောင်ရွက်ခဲ့ကြရမှာခရိုမိုဆိုးလို့ခေါ်တဲ့အမင်တန်းတွေနဲ့တွန်းလှန်ဖွဲ့စည်းထားတဲ့မျိုးရိုးဗီဇအကြောင်းကိုပုံမူသိရှိလာခဲ့ပါတယ်ကျွန်တော်တို့လူတွေမှာခရိုမိုဆိုး46ခုပါဝင်ပြီးတတိယင်ကောင်တွေမှာတော့ခရိုမိုဆိုး8ခုပဲရှိပါတယ်မျိုးရိုးဗီဇဘလို့ခရိုမိုဆိုးတွေအစီအစဉ်တကျဖွဲ့စည်းထားတယ်ဆိုတာကိုလေ့လာနိုင်ခဲ့ပါတယ်ဒါတွေကမျိုးရိုးဗီဇကို DIA နဲ့ဖွဲ့စည်းထားမှမသိသေးခင်ကဟိုးရင်ကတည်းကသတ်မှတ်ခဲ့တဲ့တွေ့ရှိချက်တွေဖြစ်ပါတယ်ဒီကနေ့မှာတော့ Jay Watson နဲ့ Francis Crick တို့အပါအဝင်အခြားလောကဓာတ်သိပ္ပံပညာရှင်တွေရဲ့ကျေးဇူးနဲ့ GIA ဘယ်လိုလုပ်တယ်ဆိုတာကိုကျွန်တော်တို့တိတိကျကျသိရှိခဲ့ရပါပြီ Watson နဲ့ Crick တို့ဟာ GIA ဆိုတာကိုမျက်စိနဲ့လည်းတက်အံ့မြင်တွေ့ခဲ့ကြတာမဟုတ်တော့မဟုတ်ပါဘူးအရင်လိုပဲနမူနာပုံစံငယ်တွေတိဆောက်ပြီးစစ်ဆေးစမ်းသပ်ရင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်ဒီစမ်းသပ်မှုမှာတော့ DIA ဆိုတာဘယ်လိုပုံသဏ္ဍာန်ရှိမလဲဆိုပြီးတတ်ထုတွေစက္ကူအမှားသားတွေနဲ့စမ်းသပ်တိဆောက်ကြည့်ခဲ့ပါတယ်တိုးတက်မှုအတိအကျနဲ့ဆောင်ရွက်ပြီးနှိစက်မှုရှိမရှိစစ်ဆေးပါတယ်ပုံစံငယ်မော်ဒယ်များစွာတဲကမှ Cruciferous နှစ်ဆင့်တရံရှိတဲ့ပုံစံငယ်မော်ဒယ်ဟာတန့်စဉ် GIA ကိုအဆိုင်ခဲပြုပြီး X-ray ဓာတ်ရောင်ခြည်နဲ့ရိုက်ကူးထားတဲ့ Rosalind Franklin နဲ့ Maurice Wilkins တို့ရဲ့တွက်ချက်မှုအတိုင်း
အတိအကျကန့်ညှိမှုရှိတာကိုတွေ့ခဲ့ရပါတယ်။ DNA တိဆောက်ပုံနမူနာအရဟိုးရင်ဖုန်းတော်ကြီးမော်ဒန်တယောက်သူ့ရဲ့စက်ခင်းထဲမှာပြုလို့ရရှိခဲ့တဲ့ရလဒ်အတိုင်း Rosanne နဲ့ Chris တို့စတင်အောင်မြင်ခဲ့ကြပါတယ်။ဒီတော့ဘလို့အရာတွေဟာပကတိအစစ်မှန်အဖြစ်တည်ရှိကြောင်းနီလန်၃မျိုးနဲ့သိရှိနိုင်ခဲ့တယ်လို့ဆိုလိုနိုင်ပါတယ်။ပထမအဆုံးနီလန်ကတော့ကျွန်တော်တို့အာယုခံအင်္ဂါတွေနဲ့ဓာတ်ရိုက်စစ်ကြောတာပါပဲ။နောက်တစ်မျိုးကတော့အဝေးကြည့်မှန်ပြောင်းအနုကြည့်မှန်ပြောင်းတို့လိုအထူးတီထွင်ထုတ်လုပ်ထားတဲ့ပစ္စည်းကိရိယာနဲ့သိမြင်ဆန်းစစ်နိုင်ပါတယ်။နောက်တစ်မျိုးကတော့အဲ့ဒီလိုပစ္စည်းကိရိယာတွေရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပကတိရှိတရားအတိုင်းနမူနာပုံစံအခြေအနေမျိုးတွေဖန်တီးပြီးအမှန်စင်စစ်ဟုတ်မဟုတ်ခန့်မှန်းဆန်းစစ်ခြင်းပဲဖြစ်ပါတယ်။နောက်ဆုံးမှာတော့တနည်းမဟုတ်တနည်းနဲ့ကျွန်တော်တို့သိရှိနားလည်ခဲ့တာကြီးပဲဖြစ်ပါတယ်။ဒါဆိုရင်တကယ်ပကတိရှိတရားဟာကျွန်တော်တို့ရဲ့အာယုံခံရင်ငါတွေသိပ္ပံနည်းကျဆန်းစစ်မှုတွေနဲ့ဓာတ်ရိုက်ဝိုက်ရှာဖွေတွေ့ရှိနိုင်တာတွေတက်တက်ပဲလို့ဆိုလိုပါသလားအဲ့ဒီလိုဆိုရင်မနာလိုဝင်တို့တာပျော်ရွှင်ချမ်းမြေ့တာချင်းမြတ်တာနဲ့ဂျူးနူးချင်းတွေရောဘယ်လိုလုပ်ပါမလဲဒါတွေကရောအမှန်တကယ်တည်ရှိတဲ့ပကတိရှိတရားတွေမဟုတ်တော့ဘူးလားလို့မေးစရာရှိပါတယ်အဲ့ဒီလိုမဟုတ်ရပါဘူးဒီຢာတွေကလည်းအမှန်တကယ်တည်ရှိပါတယ်ဒါပေမဲ့သူတို့ရဲ့ဖြစ်တည်မှုဟာအုံနောက်တိတိကျကျဆိုရရင်လူရဲ့အုံနောက်မှာလုံးလုံးလျားလျားအမိပြုနေတာဖြစ်ပါတယ်ဒီຢာတွေကိုချင်ပန်စီခွေတွေနဲ့ဝေလာငါးတွေလိုလူနည်းတူအဆင့်မြင့်တရားတွေအုံနောက်တွေမှာလည်းတွေ့ကောင်းတွေ့နေပါတယ်ကြောက်ဆိုင်ကြောက်တုံးတွေမှာပျော်ရွှင်ခြင်းတွေမနာလိုခြင်းတွေမရှိသလိုတောင်တန်းတွေကလည်းချစ်ချင်းမြတ်တာကိုခံစားလို့မရပါဘူးအဲ့ဒီလိုစိတ်ခံစားမှုတွေဟာတွေ့ကြုံရသူဖို့ပြင်းပြင်းထန်ထန်သိမြင်ရတဲ့ပကတိရှိတရားတွေဖြစ်တာမှန်ပေမဲ့အုံနောက်ရဲလို့မရှိဘဲဖြစ်တည်လာတာမဟုတ်ပါဘူးအလားတူစိတ်ခံစားမှုတွေကိုရောကျွန်တော်တို့စိတ်ကူးခံမှန်းမကြည့်နိုင်တော့တဲ့ခံစားချက်တွေကိုရောအခြားဖို့ဂျိုးပေါ်မှာလည်းရှိကောင်းရှိနေပါတယ်အဲ့ဒီလိုတည်ရှိဖို့အတွက်အုံနောက်ဒါမှမဟုတ်အုံနောက်နဲ့အလားတူတန်းစိတ်ပိုင်းတော်၎င်းစိတ်ပစ္စည်းတော်၎င်းရှိရပါလိမ့်မယ်အဲ့ဒီလိုမရှိဘူးလို့လည်းဘယ်သူမှမပြောနိုင်ဘူးမဟုတ်လားလောကဓာတ်သိပ္ပံနဲ့တဘာဝလွန်ဆန်းခြင်းမှုဖွင့်ဆိုရှင်းပြခြင်းနဲ့၎င်း၏အနေရရန်သူခုနကပြောသွားတာတွေကတော့ပဂရိရှိတရားအကြောင်းဖြစ်ပြီးတကယ်အစစ်မှန်တည်ရှိတာဟုတ်မဟုတ်သိရှိနိုင်ဖို့အကြောင်းတွေပါပဲဒီစာအုပ်ထဲကအခန်းတစ်ခန်းချင်းစီမှာတကယ်ပဂရိအရှိတရားတွေကိုသုံးသပ်တဲ့ရှုထောင့်ဥပမာညီဆိုတာငလျင်ဆိုတာတက်တန်ဆိုတာတရားတွေဘာကြောင့်မျိုးစားစုံလင်ရတယ်ဆိုတာအစရှိတဲ့အကြောင်းတွေနဲ့ဖော်ပြပေးသွားပါမယ်အခုတော့စာအုပ်ခေါင်းစဉ်မှာပါဝင်တဲ့အဓိကဝါဒနောက်တစ်ခုအကြောင်းကိုပြောပြခြင်းပါတယ်ဒါကတော့မော်ပစ္စလဲဆိုတာပါပဲဒီစကားလုံးဟာအလွန်မတန်တိမ်မွေးနေမြန်ပြီးဖြစ်ရှင်းရမလို့ကိုတာအမှန်ပါပဲဒီဘူအားဖြင့်ဆိုလျင်သုံးမျိုးသုံးစားအသုံးများတယ်လို့ဆိုနေနိုင်ပါတယ်အဲ့ဒီတော့အရင်ဆုံးအဲ့ဒီသုံးမျိုးကိုခွဲခြားပြောပြပါမယ်ပထမအဆုံးမျိုးစားကိုသဘာဝယုတ်တိလွင်မော်ပစ္စလဲဆက်ဒုတိယမျိုးစားကိုစတင်ဖြော်ပြတဲ့မော်ပစ္စလဲနဲ့နောက်ဆုံးမျိုးစားကိုကျွန်တော်တို့အနှစ်သက်ဆုံးအမျိုးစားဖြစ်ပြီးဒီစာအုပ်ခေါင်းစဉ်ကိုညွှန်းဆိုထားတဲ့ကြပြဆန်းဆန်းအမှုပညာညောင်းဖွင့်တဲ့ညွှန်းဆိုထားတဲ့မော်ပစ္စလဲဆိုပြီးခွဲခြားကြပါတယ်တဘာဝယုတ်တိလွင်မော်ပစ္စလဲဆိုတာကဌာနကြီးတွေစိတ်ကူးရင်ပုံမြင်တဲ့မှာတွေ့ရှိလေးရှိတဲ့မော်ပစ္စလဲအမျိုးအစားကိုဆိုလိုပါတယ်အမွဲတကိုးပြလိုက်ဆိုတာလည်းအတူတူပါပဲဒီအကြောင်းကိုနောက်ဆုံးကမှဆက်ပြောကြပါမယ်အဲ့ဒီမော်ပစ္စလဲဆိုတာအာလာနဲ့စမိခွက်ရဘာဂန်ဟန်ခရယန်အရာဆန်ဂျီကေရိုလင်းဇလန်တွဲတွေကဆုံးမန်နန်နဲ့ဈေးတွေလိုမော်ပစ္စလဲအကြောင်းတွေပါအဲ့ဒီဇလန်တွေထဲမှာပါဝင်တဲ့မော်ပစ္စလဲအတက်တွေဖြစ်တဲ့ဆုံးမကြီးကမိစ္ဆာဆေးရည်နဲ့ပြူစားလိုက်တဲ့အခါမင်းသားလေးကနေဖားဖြစ်ပြောင်းသွားတာအတောင်ပံလေးနဲ့ပြန်ဝင်လာပြီးညညလဲလာတဲ့နတ်သမီးဖွားဖွားကကြက်တာထားတဲ့မော်ရုတ်တန်လေးနဲ့ရွှေပြုံလေးကိုတိုးလိုက်တော့ပြောင်ထဖဖိတ်တောက်နေတဲ့ရထားလုံးလေးဖြစ်သွားတာမျိုးဆိုလိုပါတယ်ဒီဌာနကြီးပုံမြင်နေဟာငယ်စဉ်ဘွားတုန်းကအလွန်နှစ်ချိုက်ဆွဲလန်းခဲ့ရတဲ့အရာတွေဖြစ်ပြီးခရစ်စမတ်အချိန်စတင်ပြဇာတ်လေးတွေနဲ့ကားပြဖြိုပြတဲ့အခါအခုချိန်ထိနှစ်သက်နေကြတဲ့သူတွေအများပြားရှိပါသေးတယ်ဒါပေမဲ့အဲ့လိုပြင်ဆင်တဲ့ဖြစ်ရပ်တွေဟာမော်ဆန်ဇလန်းတွေဟာစိတ်ကူးရင်တက်တက်ပဲဖြစ်ပြီးတကယ်လက်သေးဘဝမှာလုံးဝမရှိကြောင်းကျွန်တော်တို့အားလုံးသိရှိကြပြီးဖြစ်ပါတယ်မြင်လဲလို့သူလူများတဲ့စတင်ဖြော်ပြတဲ့ပြင်ဆင်လဲကြတော့တကယ်လက်တွေ့ပြသတာဖြစ်ပြီးအင်မတန်ဆင်းလို့ရှာအံ့ဩစရာကောင်းလာပါတယ်အနိုင်ဆုံးတော့တခုအမှန်တကယ်ဖြစ်သွားတယ်ပေါ့ဗျာပိတ်သက်တွေတွေးထင်သားလို့မျိုးလဲဟုတ်ချင်မအောင်ပါပေါ့လူတယောက်စင်မောကိုတက်လာပြီးဘာလို့လဲတော့မသိဘူးယောက်ျားတယောက်ဖြစ်တာများတယ်အနပန်းထူးထူးဆန်းဆန်းအဖြစ်တခုခုဖြစ်သွားခဲ့တယ်လို့မျိုးကျွန်တော်တို့ကိုလဲစားလိုက်တယ်
သဘာဝရုပ်တည်လွင်လို့ခေါ်ဆိုနိုင်တာတွေလည်းပါခြင်းပါမှာပေါ့တကယ်တော့ကျွန်တော်တို့တွေထင်ထားခဲ့သလိုမျိုးဖြစ်သွားခဲ့တာမဟုတ်ပါဘူးပိုးသားလက်ကင်ဘွားလေးကနေဘယ်လိုလုပ်ပြီးကျွန်တော်ကောင်ဖြစ်သွားမလို့ဖားတစ်ကောင်ကနေမင်းသားလေးအဖြစ်ပြောင်းသွားလို့ပေါ့စင်ပေါ်မှာကျွန်တော်တို့ကိုမြင်တွေ့လိုက်ရတာကလဲစားမှုပါပဲကျွန်တော်တို့ရဲ့မျက်လုံးတွေကပဲကျွန်တော်တို့ကိုလဲစားသွားခဲ့တာပါဒါမှမဟုတ်မြင်းနဲ့ဆရာကပဲကျွန်တော်တို့မျက်လုံးတွေကိုလဲစားသွားခဲ့တာဆိုပါတော့သူ့ပါဇက်ကနေပြောတဲ့စကားတွေကိုနားထောင်ပြီးသူ့လက်ကတကယ်လှုပ်ရှားသွားတာကိုမြင်တွေ့လိုက်မိတဲ့အခါမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်တချို့ပြင်စလက်ပညာရှင်တွေမြင်းလက်ဆရာတွေကြတော့သူတို့ကပိတ်သက်ကိုလှည့်စားတာဖြစ်တယ်ဖျော်ဖြေမှုတက်တာဖြစ်တယ်လို့ရိုးသားသားဝန်ခံပါတယ်ဂျိမ်းရန်ဒီပန်တဲလာဒိုင်ယန်ဂျောင်းတို့လိုပညာရှင်တွေဆိုလိုတာပါပိတ်သက်ကိုဘလို့လှည့်စားတယ်ဆိုတော့လက်ဝက်ချက်ကိုထုတ်ဖော်ပြောမိရင်မြင်းလက်လောကကနေထုတ်ဖက်ခံရနိုင်တာမလို့သူတို့ရဲ့ပညာတွေကိုထုတ်ဖော်မပြောပေမဲ့ဘလို့တဘာဝယုတ်တိလင်ကံပြရဆွမ်းရတွေမှာပါဝင်ကြောင်းပိတ်သက်ကိုအတည်ပြုကြတာမျိုးလည်းရှိပါတယ်သူတို့ရဲ့ပြကွက်တရားလှည့်စားမှုဖြစ်ကြောင်းထုတ်ဖော်ပြောခဲ့သည့်အတိုင်းဘလို့မှကြောက်ဝါထုတ်ဖော်ခြင်းမရှိဘဲလက်ဝက်ဆန်းကျဲအဖြစ်တစ်ခုဖြစ်ပွားခဲ့တဲ့ပိတ်သက်အနေနဲ့စန့်ကျင်မှုကိုကိုယ်တိုင်မှခံစားပါသည်ဆိုပြီးမလိန်ညာနဲ့မြင်းလက်ဆရာတွေလည်းမရှိမဟုတ်ရှိကြပါတယ်ဒါပေမဲ့ကံမကောင်းလှတာပဲဆိုကြပါစို့တချို့ပညာရှင်တွေဆိုတာကတော့တမင်တကာရည်ရည်ကြီးရှိနေပဲမယုံမသားပြုလုပ်တတ်ကြပါတယ်သူတို့ဟာတဘာဝလင်တကုတ်ဘိကြီးတွေဂမ်မီယာဆန်းရည်ပိုင်ဆိုင်ထားတယ်လို့မျိုးဟန်ဆောင်လိန်ညာပြီးစိတ်ဆိုင်ရင်ကိုအသုံးပြုလိုက်ုံနဲ့နိုင်ရည်ရတန်းသားစေနိုင်တဲ့တထုပစ္စည်းတွေပြက်ကောက်သွားစေနိုင်တယ်လို့လေထွားလုပ်လို့ရှိကြပါတယ်အဲ့ဒီလိုမယုံမသားအထုရောင်တွေဘိုးတော်လိန်တွေဓမားရောင်တွေလို့ခေါ်ရင်ပိုသိတော်ပါမယ်သူတို့ရဲ့တကုတ်ဘိတက်သူတွေအသုံးပြုပြီးဘယ်နေရာမှာတူခေါ်ရင်တထုရောမိမယ်ရေနံကြောတွေ့မယ်လို့ဟောကိန်းထုတ်ပြီးတထုကုမ္ပဏီတွေရေနံကုမ္ပဏီကြီးကနေညံပူဝါကအများပြားလက်ခံယူကြပါတယ်တချို့ဘိုးတော်လိန်တွေကြတော့ကွန်ရီတဆုံးမိသူနဲ့ဆက်သွယ်နိုင်တယ်လို့ပြောပြီးဝမ်းနဲ့ပူဆွေးနေတဲ့ကျန်ရစ်သူမိသားစုတွေစီကနေအခါကျင်းငွေကောက်ခံတတ်ကြပါတယ်အဲဒီလိုမျိုးချင်းတို့ရှိရောက်လာရင်တော့ဒါဟာဖြော်ပြမှုမဟုတ်တော့လို့အပျော်အပြစ်သဘောလည်းမဟုတ်တော့ပါဘူးဒါဟာယုံလေသူတွေပူဆွေးတော့ကရောက်နေသူကိုဒညာလှည့်ပြားပြီးအနိုင်ကျင့်မြတ်ထုတ်တာပဲဖြစ်ပါလိမ့်မယ်အဲ့ဒီလိုလူတွေအကုန်လုံးဟာဘိုးတော်လိန်တွေဖို့တန်တွေးတွေမဟုတ်ဘူးလို့တော့ရှော့ပေါ်ပြောလို့ရပါတယ်တချို့တွေကလည်းကွန်ရီတဆုံးမှုတွေနဲ့ဆက်သွယ်နိုင်တယ်လို့သူတို့ကိုသူတို့တကယ်ယုံကြည်လက်ခံထားတာမျိုးတွေလည်းရှိပါတယ်တတိယမော်ပင်စလက်အမျိုးသားကတော့အခုစာအုပ်ရဲ့ခေါင်းစဉ်မှာပါဝင်တဲ့ကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပာယ်ပါပဲဒါကတော့ကြပြဆန်းဆန်းအမှုပညာမြောက်ဖွဲ့နဲ့ညွှန်ဆိုထားတဲ့မော်ပင်စလက်ပါအင်မတန်တာယာနာပြောရှိတဲ့ဂီတပညာကြောင့်မြေဝဲပြီးခံစားပီတိဖြစ်ရတာမျိုးတွေကြုံတွေ့ဘူးကြပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ပရိဖြော်ပြတင်ဆက်မှုကိုမော်ဝင်တယ်ပစ္စလက်ဆန်တယ်ဂမ်ဘီယာမြောက်တယ်ဆိုပြီးခန်းနှန်းပြောစေကြလေးရှိပါတယ်မျိုးပြရဲ့အလင်းရောင်လည်းမရှိလာမညတညမှာမှောင်မဲနေတဲ့ကောင်းကင်ပြင်ကတစ်ဖြတ်ဖြတ်တောက်ပနေတဲ့ကျယ်စင်တွေကိုမြည်ကြည့်ရင်ရင်သက်ရှူမောတဲ့အအောနှစ်သိမ့်မှုမျိုးကိုခံစားရတဲ့အခါမှာလဲတကယ်ပကတိပစ္စလက်ဆန်နဲ့လက်ဝက်ဆန်းကျဲတဲ့မှုကိုစစ်ကြောမိကြပါလိမ့်မယ်အဲ့ဒီလိုအလေးပဲပေါ်ဆောင်တဲ့ဘောဟာနာကိုအင်မတန်တာယာလှပတဲ့နေညိုချင်းစီးစာတွေတောတောင်ရင်းပြီးတဘာဝလှပတွေနှက်မောင်နေတဲ့မိုးကောင်းကင်နောက်ခံပေါ်ထွင်းနေတဲ့ရောင်စုံတက်တန်လိုမျိုးစစ်ကူပရိသအတွက်ရည်ညွှန်းသုံးဆိုလေးရှိကြပါတယ်ဒီနေရာမှာတော့ပင်စလစ်ဆန်ချင်းဆိုတာရင်ထဲမှာနှချိုင်းစွာခံစားရခြင်းရင်ခုန်လိုက်မောခြင်းစက်သိမ်းမွင်းခြင်းထားစေလောက်တဲ့အထိအကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီးအတွင်းပကတိသဘောမှာတက်ကြွလှုပ်ရှားမှုကိုခံစားရခြင်းလို့မှတ်ယူနိုင်ကောင်းမယ်ထင်ပါတယ်အခုစာအုပ်ထဲမှာရေးသားပြောပြခြင်းတဲ့အရာတွေလောကဓာတ်သိပ္ပံပညာဤပညာတွေကနေတဆင့်နားလည်သိရှိခဲ့ရတဲ့လူလောကရဲ့တကယ်ပကတိအရှိတရားအကြောင်းတွေဟာဒီသဘောပါပဲပြင်စလက်ဆန်ကြီးရဲ့တတိယအမျိုးအစားကြပြဆန်းဆန်းအမှုပညာမြောက်ဖွင့်နေခြင်းနဲ့လှုပ်ရှားသုံးဝင်မှုကိုရင်ခုန်လိုက်မောခြင်းပါပဲအခုတော့တဘာဝလင်ဖြစ်ရတဲ့သက်ဆိုင်တဲ့အတွေးအမြင်အကြောင်းကိုပြောပြခြင်းပါလိမ့်တယ်ကမ္ဘာလောကနဲ့စကြဝဠာအတွင်းကျွန်တော်တို့တွေ့မြင်ရတဲ့အရာဝတ္ထုတွေနဲ့စစ်မှန်တဲ့ရှင်းလင်းတင်ပြမှုတွေဟာဒီတဘာဝလွင်အတွေ့အမြင်တွေကနေဘယ်တော့မှမရှိတဲ့အကြောင်းရင်းကိုလည်းပြောပြခြင်းပါတယ်အမှန်စင်စစ်အာမနာနဲ့ပြောရခြင်းဆိုရင်ဖြစ်ရကိစ္စတစုံတရာကိုတဘာဝလွင်နောက်ခံအကြောင်းတရားတွေနဲ့ရှင်းလင်းတင်ပြဖို့အားထုတ်တာဟာလုံးဝဖြစ်ရှိမပြတာနဲ့အတူတူပါပဲပို့ပြီးတောင်စိုးပါသေးတယ်ဘာလို့လဲဆိုတော့ဒီလိုမဟုတ်တန်းတရားတွေနဲ့ဖြည့်ရှင်းလိုက်လို့ပဲအမှန်တကယ်ရှင်းလင်းနိုင်မဲ့အခြေအနေတွေကိုဘေးဖယ်လိုက်မိရတာဖြစ်သွားစေခဲ့ပါတယ်ကျွန်တော်ဘာလို့ဒီလိုပြောရပါလဲ
အကြောင်းကတော့သဘာဝလင်စမ်းကြယ်ပါတယ်ဆိုတဲ့အတိတ်ပဲဟာသဘာဝယုတ်တိတန်နဲ့ဖွင့်ဆိုရှင်းပြခြင်းရဲ့ပြင်ဘက်ကိုရောက်နေခဲ့လို့ပါပဲအဲဒီတော့လွန်ခဲ့တဲ့နှစ်ပေါင်း400ကျော်လောက်ခရဲကအပြန်လှန်စူးစမ်းလေးလာပြီးစကြောလက်ခံထားကြတဲ့သိပ္ပံနည်းကျလူထုံးလုံးတွေကျင့်ကပ်စမ်းသပ်ပုံတွေရဲ့ပြင်ပကိုရောက်ရှိနေပြီးလက်လန်းရှည်တဲ့လောကဓာတ်သိပ္ပံပညာလက်နဲ့မမီသေးတဲ့အဖြစ်ကိုရောက်ရှိနေကြောင်းဆိုလိုတာဖြစ်ပါတယ်အဆိုးဆုံးကတော့မိမိတို့နားမလည်သေးတဲ့အကြောင်းအရာတရားဆိုရင်နားမလည်သေးကြောင်းရိုးရိုးသားသားဝန်မခံပဲတဘာဝလင်သက်ဝက်စမ်းကြယ်တွေဖြစ်ပျက်ကုန်ပြီဆိုတာဟာတို့တွေဘယ်တော့မှနားလည်မှာမဟုတ်ဘူးနားလည်အောင်ကြိုးစားမနေကြနဲ့လို့ဆိုလိုတာဖြစ်ပါတယ်လောကဓာတ်သိပ္ပံပညာကတော့အဲ့ဒီလိုမဟုတ်ပါဘူးလုံးဝဆန့်ကျင်ဘက်ချင့်ကပ်ပုံစံမျိုးနဲ့ဖြေရှင်းပါတယ်အလုံးစုံကိုရှင်းလင်းဖွင့်ဆိုခြင်းမပြုလုပ်နိုင်သေးဆိုတာပေါ်မှာအခြေခံပြီးရှင်းတမ်းပါတယ်အကြောင်းတရားကိုတွန်းအားပြုပြီးဘာကြောင့်လဲဆိုတဲ့မိခွန်းတွေထုတ်ပါတယ်ဖြစ်နိုင်ခြေရှိတဲ့ပုံစံတူအခြေအနေမော်ဒယ်အသေးစားတွေနဲ့ဖန်တီးစမ်းကြည့်ပါတယ်အဲ့ဒီလိုနည်းနဲ့ပဲကျွန်တော်တို့ဟာအမှန်တရားစီကိုတစားနဲ့တစားနှိကပ်ခဲ့ရပါတယ်လက်ရှိပကတိအခြေအနေတွေပေါ်နားလည်ခံစားမှုနဲ့စမ်းကြယ်တဲ့အရာတစ်ခုကိုဖြစ်ပွားမယ်ဆိုရင်လက်ရှိရှင်းစဲအတိအမြင်လောကဓာတ်သိပ္ပံပညာရှင်တွေကစိန်ခေါ်မှုအဖြစ်ရှုမြင်လိုက်ကြပါတယ်လက်ရှိယူဆကိုဆွံ့လွတ်မလားဒါမှမဟုတ်တစုံတရာအပြောင်းလဲပြုလုပ်မလားလို့အနေဆုံးတော့စီရင်ဖြစ်ကြပါတယ်အဲဒီလိုဖြစ်ဆွေပြင်ဆင်မှုတွေနဲ့စဉ်ဆက်မပြတ်လိလာမှုတွေကနေပဲတကယ်ပကတိအမှန်တရားစီကိုပုံမနိကတ်စေဖို့အကြောင်းတရားတွေဖြစ်ပေါ်စေခဲ့ပါတယ်လူတမှုတစ်ခုကြောင့်ခေါင်းစားနေတဲ့ဇုံတော်တယောက်ဟာတဲလင်စာခွင်းဆက်တွေကိုလိုက်လာရှာဖွေပြီးအမှုမှန်ပေါ်ပေါက်အောင်ပေါ်ထုတ်ဖို့ပြည်နေတဲ့အတွက်ဒါသဘာဝနဲ့ဖြစ်ဖြစ်ကြောင့်လက်တမပေါ်ပဲသေးတာပါဆိုရင်အဲ့ဒီဇုံတော့ကိုစာဖတ်ရှုသူဘယ်လိုယူဆမလဲလောကဓာတ်သိပ္ပံပညာရဲ့တမိုင်းတစ်လျှောက်ကိုပြန်ကြည့်မယ်ဆိုရင်နတ်ဖျားတွေကောင်းတာရောဆိုတာရောမိစ္ဆာတွေစုံတစေတွေတရေတွေဝိညာဉ်တွေကျင်စာတွေနဲ့ဂါထာဆေးဝါးတွေအကြောင်းလို့ယူဆတဲ့တဘာဝတွင်ဆိုပြီးမှတ်ယူခဲ့ကြတဲ့အရာတွေကိုယုတ်တိရှိသဘာဝကျရှင်းလင်းဖြေဆိုလို့ရပါတယ်ကျွန်တော်တို့နားလည်သိမြင်ပြီးစမ်းသပ်စစ်ဆေးလို့ယုံကြည်လက်ခံထားတဲ့ရှင်းလင်းဖွင့်ဆိုခြင်းမျိုးတွေနဲ့ဆိုပါတော့လောကဓာတ်သိပ္ပံပညာအရယုတ်တိရှိကြိုးကြောင်းကြမရှင်းလင်းနိုင်သေးတဲ့အကြောင်းအရာတွေကိုတဘာဝယုတ်တိလင်ဖြစ်ဆန်းနေတဲ့အရင်ခံဆိုပြီးမှတ်ယူစရာဘလို့အကြောင်းမှမရှိပါဘူးဟိုဒီရှင်တို့ကလူသားတွေထင်မှတ်ခဲ့ကြတယ်လို့မျိုးမိတော်နေငလျင်တွေကယောဂါတွေအမျက်ထွက်နေတဲ့နဖျားလက်ချက်တွေဆိုတာလိုမျိုးယူကြည်လက်ခံစရာဘာအကြောင်းမှမရှိတော့ပါဘူးဖားကနေမင်းသားလေးဖြစ်ပြောင်းလဲသွားတာမင်းသားလေးကနေဖားဖြစ်ပြောင်းလဲသွားတာလားမပြောတတ်ဘူးကျွန်တော်ကတော့ဘယ်တော့မှမှတ်မိမှာမဟုတ်ပါဘူးဒါမှမဟုတ်ဖြုံနည်းကနေရထလုံးလေးဖြစ်သွားတယ်ဆိုတာတွေကတကယ်လက်တွေ့ဘဝမှာဖြစ်နိုင်တယ်လို့တော့ဘယ်သူကမှယုံကြည်ကြဘူးပေါ့အဲ့ဒီလိုဘာလို့များမဖြစ်နိုင်ရသလုံးဆိုပြီးစဉ်းစားတွေးတောကြည်ဘူးကြတယ်မလားမဖြစ်နိုင်ကြောင်းဖို့ဆိုရှင်းပြတဲ့နည်းလမ်းတွေကတော့အများကြီးပေါ့လေကျွန်တော်သဘောကျဆုံးဟာလေးကိုပြောပြပါမယ်ဖားတော်ဘာတို့ရထလုံးတို့ဆိုတာတွေဟာစမ်းပြရှုပ်ထွေးတဲ့အရာတွေဖြစ်ပါတယ်သူတို့မှာပါဝင်တိဆောက်ရတဲ့ညောင်များစွာသောအစိပ်ပိုင်းတွေကိုစီစဉ်ကြတက်ဆင်ဖွဲ့စည်းမှာပဲသူတို့ရဲ့အင်္ဂါရက်နဲ့ကန့်ညီမဲ့သဘောဖြစ်ပါတယ်ကျင်စစ်ကြနဲ့တိုးလိုက်လို့ရုတ်တရက်ဘုံတိုင်းဆိုပြီးချက်ချင်းပြောင်းလဲသွားနိုင်တာမျိုးမဟုတ်ပါဘူးစမ်းပြရှုပ်ထွေးတယ်ဆိုတာကဒါကိုဆိုလိုတာပါဖားတော်ဘာတို့ရထလုံးတို့လိုစမ်းပြရှုပ်ထွေးတဲ့အရာတွေကိုဖန်တီးတည်ဆောက်ရတာအလွန်ပဲခက်ခဲပါတယ်ရထလုံးဖြစ်ဖို့အတွက်ပါဝင်ရမဲ့လိုအပ်တဲ့အစိပ်ပိုင်းတွေကိုသူ့နေရာနဲ့သူစနစ်တကျတည်ဆောက်ယူရတာပါလက်တပါအတတ်နဲ့အခြားလူမှုပညာအတတ်တွေလိုအပ်ပါတယ်ရထလုံးဆိုတာကမတော်တဆဖြစ်လာတာမျိုးလက်ဖြောက်တီးလိုက်သလိုအုံဖွားဟချလောင်းဒါမှမဟုတ်အဘာရပါစသဖြင့်ဘလို့မမ်းမုံမှုလို့မှဖြစ်လာတာမရှိပါဘူးရထလုံးမှာပါဝင်တိဆောက်ပုံရှိပါတယ်ရှုပ်ထွေးဆန်းပြတဲ့အစိပ်ပိုင်းတွေအများပြားပါဝင်တဲ့ဘိန်းဝင်ရိုးပြတင်းတကားစပလိန်ထိုင်ကုန်စတဲ့အစိပ်ပိုင်းတွေကိုစနစ်တကျတတ်ဆင်ရပါတယ်ဒီလိုရှုပ်ထွေးဆန်းပြတဲ့အရာတစ်ခုကိုရိုးရှင်းတဲ့အရာတစ်ခုဖြစ်ပြောင်းလဲစေမယ်ဆိုရင်ပိုပြီးလွယ်ကူမလားဥပမာရထလုံးကိုမိတစ်ဖက်ဖက်လင်းနေတဲ့ကျိတ်စစ်ကြနဲ့တုတ်လိုက်တာလောင်ကျွမ်းပြီးပြဖြတ်သွားတယ်ဆိုတာမျိုးပေါ့ဘယ်ရာကိုမဆိုအဲ့လိုပြကြအောင်လုပ်တာကပိုလွယ်မယ်ထင်ပါတယ်ဒါပေမဲ့ပြောင်းပုံပုံတာမှမဟုတ်ရွှေဖြုံကြီးတစ်လုံးကိုရထလုံးဖြစ်အောင်လုပ်ဖို့ကြဘလို့မှမတတ်နိုင်ပါဘူးဘာလို့လဲဆိုတော့ရထလုံးဆိုတာခုနကပြောသလိုရှုပ်ထွေးဆန်းပြပါတာဖွဲ့စည်းထားတာမဟုတ်လားတိထက်တိကျအောင်ဆိုရရင်အသုံးဝင်စေဖို့ရည်ရွယ်ပြီးရှုပ်ထွေးဆန်းပြတိဆောက်ထားရတာဆိုပါတော့ဒီကိစ္စမှာဆိုရင်လူတွေအတွက်စီးနှင်းပြီးခီးသွားတဲ့နေရာမှာအသုံးဝင်အောင်လို့ပဲဖြစ်ပါတယ်
တောင်မန်လေးနဲ့လေထဲပြန်ဝဲပြီးကျင်စစ်ကြတော့လေကန်ဆောင်ထားတဲ့နတ်သမီးဖွားဖွားတွေနည်းနည်းလွယ်ကူတဲ့ဟာလေးတစ်ခုလောက်တောင်းဆိုကြည့်ရအောင်ရွှေဖြုံနီးစားမြင်းရထားဆောင်လို့ရမှာလိုအပ်တဲ့အစိပ်ပိုင်းတွေပါဝင်တဲ့အရေးအရာပရိဘောကကုမ္ပဏီကစနစ်တက်စီရန်ဆိုလိုတာမျိုးတက်တာလေးတစ်ခုရှိတယ်ဆိုပါစို့အဲ့ဒီထဲမှာညာနဲ့ချီတဲ့တက်သားကြောင်းအတူရှိတွေမှန်ချက်တွေတန်ကြောင်းတွေရောဘာဂုံတွေချုပ်တွေအင်းရိုက်တန်ဝက်ဦးနဲ့ကိုဘူးစတာတွေပါတယ်ဆိုပါစို့တက်တာဘုံထဲမှာပါဝင်တဲ့တက်စီရန်ညှိဆိုထားတဲ့စာရွက်ကိုမဖတ်ဖဲအဲ့ဒီစိတ်ပိုင်းတွေအကုန်လုံးကိုအကီးတလုံးနဲ့ထည့်ပြီးခလောက်ဆိုင်ပြစ်လိုက်မယ်ဆိုကြပါစို့မြင့်တက်ပြီးမောင်းနေနိုင်တဲ့အတုံးဝင်မှုအတွက်အဲ့ဒီစိတ်ပိုင်းတွေတက်ဆင်သားပြီးသားဖြစ်သွားမယ်အခွင့်အလမ်းဘယ်လောက်များရှိနိုင်မလို့ထင်ပါလဲအဖေကတော့ဖြစ်နိုင်ကြီးတုံကြပါပဲဘာလို့လဲဆိုတော့အဲ့ဒီလိုမျိုးထင်ရမြင်ရဆက်ယူလိုက်မယ်ဆိုရင်မောင်းနှင်လို့ရမယ်ရည်ရထားလဲထွက်လာမှာမဟုတ်တလို့အတုံးဝင်နိုင်မဲ့အရာဝတ္ထုဆိုတာတောင်ရရှိဖို့မဖြစ်နိုင်လို့ပါပဲတကယ်လို့များအဲ့ဒီအစိပ်ပိုင်းတွေကိုကြာပန်းသမောင်းမျိုးတက်ဆင်ကြည့်တယ်ပဲထားပါဦးတခါတလေတနေရာမှာအတုံးဝင်နိုင်မဲ့အရာတစ်ခုတော့ရာကောင်းရနိုင်ပါလိမ့်မယ်အထူးဆန်းလိုမျိုးစိတ်ထဲမှာမှတ်မိနိုင်မဲ့အရာတစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဘလို့မှမှတ်မိနိုင်စရာမရှိတဲ့မိုက်ပုံတစ်ပုံလိုမျိုးဒုစပြင်းတောင်းတွေစုပုံထားတဲ့လိုမျိုးရှိမြင်နိုင်လိမ့်မယ်ဖြတ်တန်းစမ်းနဲ့နှိုင်းရှိကြည့်မယ်ဆိုရင်တော့ဖြစ်နိုင်ကြီးနေပါလွင့်ပါလိမ့်မယ်အဲ့ဒီအစိပ်ပိုင်းတွေကိုကြာပန်းသမောင်းမျိုးတက်ဆင်ကြည့်မယ်ဖြစ်နိုင်ကြီးတိတ်နဲ့တန်းနဲ့ရှိပြီးတစ်မျိုးတစ်မျိုးစမ်းကြည့်မယ်ဆိုကြပါစို့ကျွန်တော်အတွက်အသုံးဝင်မဲ့အရာတစ်ခုခုရလာဖို့ဖြစ်နိုင်ကြီးဟာအပုံတန်းမှတပုံသားလောက်ပဲရှိပါလိမ့်မယ်အခြားမှတ်မိနိုင်စရာစိတ်ထဲကစွဲကြံနေခဲ့မဲ့ဖွဲ့စည်းတည်ဆောက်ပုံမျိုးအတွက်လည်းအလားတူဖြစ်နိုင်ကြလောက်ပဲရှိပါတယ်ပို့ပြီးသင်္သာမြင်သာရှိမဲ့ဥပမာတစ်ခုထားပေးပါမယ်ဖဲတို့တို့ကိုကလပန်ထိုးပြီးဝေလိုက်တဲ့အခါမှာရလာမဲ့ဖဲချက်တွေရဲ့ဖြတ်တန်းစမ်းကိုရည်တွက်မှတ်သားနိုင်လိမ့်ရှိပါတယ်ဖဲဝေသူကဖဲတို့တို့ကိုကလပန်ထိုးပြီးကစားသမား၄ယောက်ကိုတစ်ယောက်73ရက်ချီဝေလိုက်မယ်ဆိုကြပါစို့အဲ့ဒီနောက်မှာကိုရှိကဖဲချက်တွေကိုဆက်ယူကြည့်လိုက်ပြီးအံ့အားသင်သွားမိတယ်လက်ထက်ကဖဲချက်တွေအကုန်လုံးဟာစပိတ်ဖဲတွေကြီးဖြစ်နေတယ်ဆိုကြပါစို့စစ်ပေးမကစားနိုင်တော့လောက်အောင်ပဲအံ့ဩမိသွားဘယ်လိုမျိုးကြံတဲ့ကစားသမား၃ယောက်ကိုကြည်စမ်းမအောင်ဆိုပြီးကိုဖဲချက်တွေကိုခင်းပြလိုက်မယ်သူတို့ကလည်းကိုလိုပဲမြင့်တက်သွားကြလိမ့်မယ်လို့သိထားတယ်လေဒါပေမဲ့တယောက်ချင်းစီကသူတို့ရဲ့ဖဲချက်တွေကိုတန်အောင်တော်နဲ့ခင်းပြကြတော့သူတို့တူးချင်းစီမှာလည်းဟပ်ဖဲတောက်ဖဲညှိဖဲတွေကြီးပဲ73ချက်စီရှိနေကြရောလားအဲ့လိုဆိုရင်တကယ်လို့တဘာဝလင်ရုပ်တည်တန်နဲ့ဖြစ်နိုင်ခြေကံမရပစ္စလဲလို့မှတ်ယူနိုင်ကြရှိတယ်မဟုတ်လားအနည်းဆုံးတော့ဒီလိုတွေးမိကောင်းတွေးမိနိုင်တယ်လေတေချာပညာရှင်တွေကတော့ဒီလိုဖဲဝင်မှုမျိုးကိုဖြတ်တန်းစမ်းနဲ့တွက်ချက်ကြည့်ကြတဲ့အခါအဲ့ဒီအခါမှာအခွင့်အလမ်းဟာမဖြစ်နိုင်လောက်အောင်နေပါခဲ့တယ်လို့ဆိုလောက်အောင်ပဲ53 644 930ခွင်965 488 990 839 230ခွင်440 334တလေးလောက်ပဲရှိပါတယ်နှစ်တန်းပေါင်းထောင်ကျော်လောက်ထိုင်ကစားရင်တောင်ဒီလိုဖွဲဝင်မျိုးကိုတစ်ချိန်တစ်ခါလောက်ကြုံတွေ့ရနိုင်ကောင်းမယ်ထင်ပါတယ်ဒါပေမဲ့တခုတော့ရှိတယ်အဲ့ဒီလိုဖွဲဝင်မျိုးဟာအခြားအကျဉ်းရည်လိုပဲဖွဲဝင်မှုထက်ပိုရောနေပြီးဖြစ်နိုင်ခြေရှိတာမျိုးတော့မဟုတ်ပြန်ပါဘူးကြိုက်တဲ့ပုံစံမျိုးကိုကလပန်ထိုးပြီးဝေကြည့်လိုက်ပါအဲ့ဒီလိုဖဲမှုတိုင်းတိတိကျကျပြန်ရဖို့ဖြစ်နိုင်ခြေကလည်းခုနကပြောသွားတဲ့ကိန်းကနန်းဒီလောက်ပဲရှိတာပါပဲဖဲဝေစဉ်ရရှိတဲ့ဖဲချက်တွေဟာတာမန်မလို့အများအားဖြင့်တော့ထူးကြတယ်ဆိုပြီးသတိထားမိလိမ့်မရှိပါဘူးတကယ်လို့ထူးထူးဆန်းဆန်းဖြစ်တယ်လို့ယူဆမိတဲ့အခါမျိုးမှာပဲသတိထားမိကြတာမျိုးပါဘရင်သားတော်မင်းသားလေးကိုအရာဝတ္ထုမျိုးသားပေါင်းတန်းနဲ့ရေးပြီးပြောင်းလဲပြလို့ရနိုင်တော့ပါတယ်သူ့ရဲ့အပိုင်းအစာလေးတွေကိုအမျိုးပေါင်းတန်းထောင်နဲ့ကြီးပြီးချစ်စစ်ပြသရလောက်အောင်ရစ်ဆက်ဖို့တော့လိုအပ်ကောင်းလိုအပ်မှာပေါ့ဒါပေမဲ့အဲ့ဒီလိုဖွဲ့စည်းမှုအများစုဟာတကယ်ကိုအယိုးစုအသားပုံကြီးပဲနေပါလိမ့်မယ်ရိုးရိုးသားမှန်ဖဲဝေမှုလိုမျိုးအထိပ္ပယ်တင်မရိုးရှင်းလာတဲ့ဂျပန်တဘောအစုဝေးမျိုးကိုဆိုလိုပါတယ်တေချာပြန်စစ်ကြည့်ရင်တောင်လူတယောက်မင်းသားလေးတစ်ပါးအဖြစ်ပြန်ရဖို့အချိန်ပေါင်းများစွာရည်တွက်မကုန်တဲ့အထက်ကအင်မတန်လဲပါတဲ့အမျိုးအစားနဲ့ပဲဖြစ်နိုင်ခြေရှိပါတယ်ဖားတရဝါကနေပြောင်းလဲဖန်ဆင်းတယ်ဆိုတာကတကယ်ဝေးစွာပါဘလို့မှကိုမဖြစ်နိုင်တဲ့ကိစ္စပါပဲမင်းသားလေးကနေဖားကောင်လေးဖြစ်မသွားသလိုရွှေဖြုံလေးကနေလည်းမြင့်ရထားမဖြစ်ပါဘူးဖားတရဝါလို့ရထလုံးတို့ဆိုတာစမ်းပြရှုပ်ထွေးစွာတိဆောက်ပြီးကြုံရကြပန်းတက်ဆင်လိုက်ရင်မရွေမတက်နိုင်တဲ့အမိုက်ပုံအစုဝေးတို့
မျိုးတွေပဲရရှိလိမ့်မယ်ဆိုတာခုနကပြောပြခဲ့ပြီးပါပြီတိုးတိုင်အောင်တကယ်ပကတိလက်တွေ့ဖြစ်ရမှန်အနေနဲ့လက်ခံထားတဲ့အချစ်တစ်ချက်ရှိပါတယ်ကျွန်တော်တို့အားလုံးသိထားကြတဲ့အတိုင်းတရားဝါတွေလူသားတွေမြေလူငစ်တွေနဲ့တပ်ပင်တွေပဲပင်ပေါက်တွေကစားတရှိတွေအားလုံးဟာအင်မတန်ရိုးစင်းလာတဲ့ဖွဲ့စည်းပုံတရံအစင်းစင်းကနေတရွေ့တဆင်းဆင်းပြောင်းလဲတိုးတက်ခဲ့ပြီးတရှိဖွဲ့စည်းပုံအသွင်တရံကိုရရှိခဲ့ကြတယ်ဆိုတဲ့အချက်ပါပဲဒါဆိုရင်ဒီဖြစ်စဉ်ကရောကန်တရားမျက်နှာသာပေးမှုတတဲ့ဂမ်ဘီယာပြင်စလက်ဖြစ်စဉ်တတဲ့ပဲလားမဟုတ်ပါဘူးလုံးဝမဟုတ်ရပါဘူးအဲ့ဒါတွေကအထင်လွဲအမြင်လွဲရှုမြင်တုံ့တက်မှုတွေပဲဖြစ်ပါတယ်တကယ်လက်ရှိပကတိအခြေအနေတွေဟာကံကောင်းပြီးဖြစ်လာခဲ့တဲ့ရလဒ်ဂမ်ဘီယာပြင်စလက်ဖြစ်စဉ်ဘာကြောင့်မဟုတ်ရတယ်လဲဆိုတာကိုအခုရှင်းပြခြင်းပါတယ်ပြင်စလက်ဆိုတာတဘာဝတရားရဲ့စန့်ကျင်မှုကိုကြပြဆန်းဆန်းအမှုပညာမြောက်ပြင်သားတာမျိုးကလွဲပြီးဟတ်ချလောင်းဖန်ဆင်းပြတာတွေကိုပြောတာပါစင်ငယ်ဖြစ်စဉ်ရဲ့ပြင်စလက်ပြခွင့်ရှုပ်ထွေးဆန်းပြတာပဲဖွဲ့စည်းတည်ဆောက်ထားတဲ့တရှိတရားတစ်မျိုးကနေနောက်တစ်မျိုးအဖြစ်ကိုဒါနာယီပုံမြင်နေတဲ့မှာပါဝင်တယ်လို့မျိုးဟတ်ချလောင်းဆိုပြီးပြောင်းလဲပြလိုက်ဖို့ဆိုတာဟာတကယ်အပြင်လက်တွေ့လောကကယုတ်တည်ရှိတဲ့ဖြစ်နိုင်ခြေတွေရဲ့အပြင်ဘက်ကိုရောက်ရှိနေတယ်လို့ဆိုရမှာပဲဒါပေမဲ့အဲ့ဒီလိုစမ်းပြရှုပ်ထွေးစွာပဲတိဆောက်ဖွဲ့စည်းထားတဲ့တက်ရှိတရားတွေဟာအပြင်လောကမှာတကယ်ပဲတည်ရှိနေပါတယ်ဒါဆိုရင်သူတို့တွေကဘယ်လိုများဖြစ်တည်လာခဲ့ကြပါသလဲတကယ်ပကတိအဖြစ်အမှန်လက်တွေ့ဘဝမှာစမ်းပြရှုပ်ထွေးစွာပဲဖွဲ့စည်းတည်ဆောက်ထားတဲ့ဖားတွေရှင်တွေမြောက်တွေညောင်ပင်တွေလူသားတွေမင်းသားလေးပါဝင်ရွှေဖြုံသည်အခုဒီစာအုပ်ရေးနေတဲ့ကျွန်တော်ဖတ်ရှုနေတဲ့စာဖတ်သူရောဘယ်လိုများဖြစ်ပေါ်တည်ရှိခဲ့ပါသလဲသမိုင်းတစ်ချောင်းလုံးမှာဒီမွေးခွင်းဟာအင်မတန်မှဦးနှောက်ခြောက်ခြားစေခဲ့ပါတယ်ဘယ်သူမှလည်းကောင်းကောင်းမွန်မွန်ဖြေဆိုနိုင်ခြင်းမရှိပါဘူးအဲ့ဒါကြောင့်ပဲရှင်းလင်းဖြေဆိုနိုင်ခြင်းမရှိသေးတာတွေကိုပြည်လည်စေဖို့အထောက်ရင်းလောက်ကျန်ဇလန်းတွေတီထွင်ဆိုခဲ့ကြပါတယ်ဒါပေမဲ့အခုချိန်မှာတော့ဒီမွေးခွင်းကိုဖြေဆိုခဲ့ပြီးပါပြီ19ရာစုနှစ်အတွင်းဖြေဆိုခဲ့တာဖြစ်ပြီးအလွန်မတန်စူးရှထက်မြက်တဲ့ဉာဏ်ပညာနဲ့ဖြေဆိုခဲ့တာဖြစ်ပါတယ်အဲ့ဒီလိုဖြေဆိုခဲ့သူကတော့နာမည်ကျော်လောကဓာတ်သိပ္ပံပညာရှင်တွေကတူဖြစ်ပြီးနာမည်ကတော့ Charles Darwin ဖြစ်ပါတယ်သူရဲ့ဖြေဆိုရှင်းလင်းချက်တွေကိုအချင်းချုပ်တင်ပြပေးသွားမှာဖြစ်ပြီးသူတုံးခဲ့တဲ့ဟောဝါဒတွေနဲ့မတူဘဲပညာရပ်ဆိုင်ရာဟောဝါဒစကားလုံးတွေမပါဘဲဒီအခန်းရဲ့တန်စိတ်ပိုင်းကိုတင်ပြသွားပါမယ်အဖြေကတော့ဒီလိုပါစမ်းပြရှုပ်ထွေးစွာပဲဖွဲ့စည်းတည်ဆောက်ထားကြတဲ့တရှိတွေဥပမာလူသားမိချောင်းတရဝါနဲ့ပဲပင်ပေါက်တို့လိုတရှိတွေဟာဘုံတိုင်းဆိုပြီးချစ်ချင်းလက်ငင်းဖြစ်တည်လာခဲ့တာမျိုးမဟုတ်ပါဘူးတရွေ့တဆင့်ဆင့်ဖြစ်ဖြစ်ချင်းဖြစ်ပေါ်ပြောင်းလဲတိုးတက်လာခဲ့တာပါအရင်ရှိမှုတဲ့အခြေအနေကနေနည်းနည်းချင်းတဆင့်ချင်းစီပြောင်းလဲလာခဲ့တာဖြစ်ပါတယ်ဥပမာခြေတံရှင်နဲ့ဖားတွေဝင်းမြူခြင်းနဲ့ဆိုကြပါစို့ဒါဆိုရင်လူချင်းနဲ့တရားပုံစံမျိုးနဲ့အနည်းဆုံးရှိပြီးသားတရားကနေစတင်တာအကောင်းဆုံးပါပဲဥပမာခြေတံတုံနဲ့ဖားမျိုးတွေကိုဆိုပါစို့အဲ့ဒီလိုဝင်းမြူထားတဲ့ခြေတံတို့ဖားတွေကိုပဲတကောင်ချင်းစီတေချာလိုက်ကြည့်ပြီးသူတို့ရဲ့ခြေတံတွေကိုတိုင်းထွာကြည့်မယ်ပြီးတော့အခြားအကောင်တွေထက်မဆိုးတလောင်လေးခြေတံပိုရှိတဲ့ဖားလေးဖားမတွေကိုရွေးချယ်ပြီးသူတို့အချင်းချင်းပဲမိဖက်မျိုးပွားစေမယ်တခြားခြေတံတို့ဖားတွေနဲ့မိမဖက်မိအောင်ခွဲခြားထားမယ်အဲ့ဒီလိုစတင်ရပါမယ်အဲ့ဒီနောက်မှာခြေတံနည်းနည်းရှည်တဲ့ဖားလေးဖားမတွေမိဖက်မျိုးပွားရာကသူတို့ကနေဖားလောင်းလေးတွေမွေးဖွားလာမယ်အဲ့ဒီဖားလောင်းလေးတွေခြေတော့ပေါက်ပြီးအရွယ်ရောက်ဖားဖြစ်လာပါလိမ့်မယ်အဲ့ဒီခါမှာအသက်မွေးလာတဲ့ဖားလေးတွေရဲ့ခြေထောက်တွေကိုထပ်ပြီးတိုင်းထွာကြည့်မယ်နောက်ပြီးပြားမြခြေထောက်တွေထက်အတိုင်းတာနည်းနည်းပိုရှိတဲ့မျိုးစစ်တွေအချင်းချင်းထပ်ပြီးမိဖက်မျိုးပွားစေမယ်ဒီလိုမျိုးမျိုးစစ်10ဆက်လောက်စမ်းကြည့်တဲ့အခါမှာအတော်စိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုကိုစတင်ပြီးသတိထားမိလာပါလိမ့်မယ်ကျွန်တော်တို့မွေးမြူထားတဲ့ဖားတွေရဲ့ခြေတန်းဟာအရင်ဖားတွေထက်ပိုချီလာတာကိုသိတာမြင်တွေ့ရပါလိမ့်မယ်ဆယ်ခုမြောက်မျိုးစစ်မှရှိတဲ့ဖားအလုံးဟာပထမအုပ်စုမျိုးစစ်ပိုရှည်လျားတဲ့ခြေထောက်တွေပိုင်ဆိုင်ထားကြတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဒါမှမဟုတ်မျိုးစစ်10ဆက်လောက်နဲ့မရသေးဘူးဆိုရင်မျိုးစစ်20ထက်လဲလုပ်ချင်လုပ်လို့ရနိုင်ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အရင်မျိုးစစ်ဟောင်းတွေထက်ခြေနဲ့ခြေတဲ့ဖားမျိုးတွေကိုဖန်တီးနိုင်ခဲ့ပါပြီလို့ဂုဏ်ယူစွာပြောဆိုနိုင်ပါလိမ့်မယ်ဒီလိုလုပ်ဖို့ဘလို့မော်ကျင်စစ်ကြမှမလိုပါဘူးဘလို့ခံပေးရပြစ်စလက်တကူမှလည်းမလိုပါဘူးကျွန်တော်တို့အခုလိုစူးစမ်းအားထုတ်တဲ့ပြစ်စင်ကိုရွေးချယ်မိဖက်စေခြင်းလို့ခေါ်ဆိုပါတယ်ဖားတွေအကြမှာညပြလာတဲ့မတည်ငြိမ်မှုတွေကရွေးချယ်မိဖက်စေပြီးနောက်ဆုံးမျိုးဆက်ကိုအဲ့ဒီမှသားတွေ
အမွေဆက်ခံစေတဲ့နီလန်းဖြစ်ပါတယ်မျိုးရိုးဗီဇကိုတစ်စက်ကမ်းညင်မှာဘယ်ဖားနဲ့ဘယ်ဖားကိုမိတ်ဖက်စေပြီးဘယ်မျိုးစားကိုမိမဖက်စေဘူးရဲ့လို့ရွေးချယ်ပေးလိုက်ရုံနဲ့ဖားမျိုးစားအတစ်တစ်ခုကိုဖန်တီးယူရတာမျိုးဖြစ်ပါတယ်အင်မတန်ရိုးရှင်းပါတယ်ဟုတ်တယ်မဟုတ်လားထားပါခြေတန်းရှေးအောင်ပြုတ်လို့တာလောက်နဲ့ပဲအထင်မကြီးတော့ဘူးဆိုပါစေဦးကျွန်တော်တို့ကဖားမျိုးတူတာချင်းရွေးချယ်မိတာကိုခုနတုန်းကပြောခဲ့တဲ့ခြေတန်းတူဖားမျိုးဆိုပါတော့ကဲဒီတစ်ခါခြေတန်းတူဖားမျိုးနဲ့မစမ်းတတ်တော့ဘူးဖားတော်မဟုတ်တဲ့တရဝါမျိုးနဲ့စမ်းကြည့်မယ်ဗျာဖားဗျာရေပုတ်တင်လိုအကောင်မျိုးနဲ့စာဆမ်းမယ်ဖားရဲ့ခြေထောက်နောက်ခြေထောက်နဲ့နှိုင်းစာရင်ရေပုတ်တင်ကခြေတန်းတူတယ်နောက်ပြီးရေပုတ်တင်ရဲ့ခြေထောက်ကခုံဆွနဲ့သွားဖို့မဟုတ်ဘူးလမ်းလျှောက်ပြီးသွားတာဖြစ်တယ်ရေပုတ်တင်မှာခြေလေးရတဲ့အမီးပါရှိပြီးတော့ဖားကတော့အမီးမရှိပါဘူးရေပုတ်တင်ဟာရှည်မျောပုံသဏ္ဍာန်ရှိကြပြီးဖားကတော့အလုံးမဟုတ်ပဲဥဝိုင်းသဏ္ဍာန်ဖြစ်တာများတယ်ဒါပေမဲ့မျိုးစပေါင်းတန်းနဲ့ချီပြီးမျိုးဆက်ပေးလိုက်မယ်ဆိုရင်ရေပုတ်တင်တွေကိုလည်းဖားဖြစ်အောင်ပြောင်းလဲလို့ရပါတယ်လုပ်ရမှာကအလွယ်လေးပါဖားပုံစံပေါက်နေတဲ့ရေပုတ်တင်အထီးအမတွေကိုရွေးချယ်မိဖက်စေပြီးဖားနဲ့သိမ့်မတူတဲ့ရေပုတ်တင်တွေနဲ့မိဖက်စေတာပါပဲမျိုးစပေါင်းတောင်းကနန်းမဟုတ်ရင်မျိုးစပေါင်းတန်းကနန်းလောက်ရောက်ရင်ဒေချာပေါက်ပြောင်းလဲသွားပါလိမ့်မယ်အဲဒီလိုလှုပ်ဆောင်တဲ့နေရာမှာမျိုးစစ်တစ်ခုနဲ့တစ်ခုအကြားတိတာထင်ရှားတဲ့အပြောင်းလဲရဲလို့တိတ်ကြီးမားမားရှိမှာမဟုတ်ပါဘူးနောက်မျိုးစစ်ဟာလည်းအရင်မျိုးစစ်နဲ့အတော်ကြီးရှင်တူပါလိမ့်မယ်ဒါပေမဲ့မျိုးစစ်တွေတစ်ခုပြီးတစ်ခုအတိုင်းအတာတစ်ဆင့်အထိပြောင်းလဲရောက်ရှိတဲ့အခါမှာသူတို့ရဲ့အမိတွေဖြည်းဖြည်းချင်းဒိုလာတာကိုစတင်ပြီးသတိထားမိပါလိမ့်မယ်အဲဒီနောက်ထပ်မျိုးစစ်တွေအများကြီးထပ်မံဖြတ်သန်းပြီးတဲ့အခါမှာခြေထောက်ရှည်ပြီးအမီးဒိုလာတဲ့ရေပုတ်တင်တွေကအရင်လိုလမ်းလျှောက်မသွားတော့ပဲခုံစလှုပ်လာကြတာကိုတွေ့မြင်ရပါလိမ့်မယ်အခုပြောသွားတဲ့အကြောင်းအရာမှာကျွန်တော်တို့ဟာလူချင်းနဲ့လူစီရတဲ့ကိုရရှိဖို့အတွက်ကိုမေ့ဖက်စေခြင်းနဲ့တရားဝါတွေရဲ့အဖို့အမတွေကိုကိုယ်တိုင်ရွေးချယ်ပေးခဲ့ပါတယ်ဒီကူးကြည့်ခဲ့တယ်ဆိုတာတော့ထိုပြောစရာမလိုအောင်သင်ရှားပြီးသားဖြစ်ပါမယ်အဲ့ဒီအကြောင်းအရာကိုတောင်သူလယ်သမားတွေသိရှိပြီးသားမလို့လွန်ခဲ့တဲ့နှစ်ပေါင်းတောင်းကနန်းလောက်ခဲကအသီးနှံတွေအထွန်းတို့အောင်ကျွမ်းသားတွေမှာယောဂဗျာဒဏ်ပို့ပြီးခံနေရရှိအောင်တားဖောက်မျိုးဆက်ခဲ့ကြပါတယ်အဲ့ဒီလိုရွေးချယ်တားဆက်ပေးဖို့မလိုပဲတဘာဝအတိုင်းလားတို့ဖြစ်စဉ်မျိုးတွေဖြစ်ပွားခဲ့တယ်ဆိုတာကိုပထမဦးဆုံးနားလည်သဘောပေါက်လို့ကတော့ Charles Darwin ပဲဖြစ်ပါတယ်ဒီဖြစ်စဉ်တစ်ခုလုံးဟာတဘာဝလျောက်ဖြစ်ပွားခဲ့ပြီးတချို့မျိုးစိတ်ဝင်တွေဟာတခြားမျိုးနွယ်တူတွေထည့်ပို့ပြီးအသက်ရှည်ဖို့ဇယိုက်လက္ခဏာတွေပါဝင်ခဲ့တာကြောင့်သူများတွေအသက်ရှင်ရပ်တည်နိုင်ဖို့ခက်ခဲနေချိန်မှာအသက်ရှင်ရပ်တည်နိုင်ခဲ့ပြီးမျိုးပွားတင်နိုင်ခဲ့တာမလို့ဆိုတာကိုလည်းဒါဝင်းကသိမြင်ခဲ့ပါတယ်ဒါကြောင့်မလို့အဖိုးဘွားတွေအသက်ရှင်ရပ်တည်ဖို့အထောက်အကူဖြစ်စေခဲ့တဲ့မျိုးဗီဇလက္ခဏာတွေကိုသာသမီမျိုးဆက်တွေကအမွေဆက်ခံရရှိခဲ့ကြပါတယ်ဒီပုတ်တင်မဲ့ဖြစ်ဖြစ်ဖားပဲဖြစ်ဖြစ်ဖြူငယ်တို့ဒုတ်တလီအဝါရောင်ပွင့်တဲ့အလေးကြပန်းပန်းမွေနေပဲဖြစ်ဖြစ်အခြားမျိုးနယ်ဒူတွေထက်ပိုပြီးရှင်သန်ရပ်တည်နိုင်စွမ်းရှိတဲ့အနွယ်ဝင်တွေအမြဲရှိနေပါလိမ့်မယ်တကယ်လို့များခြေတန်းခြေဟာအသက်ရှင်ရပ်တည်ဖို့အထောက်အကူဖြစ်ခဲ့မယ်ဆိုရင်ဖားလုံနံကောင်တို့ခုံပြန်ပြီးအနေရကနေလွတ်မြောက်အောင်ပြင်းနေရတဲ့နေရာမှာတရေသမင်လိုအမဲလိုက်တဲ့ချီတာကျက်တက်လိုချီတာကျက်တဲ့ရဲ့အစားတောက်ခံရမယ်ဘေးကလွတ်မြောက်အောင်ထွက်ပြေးရမယ်သမင်တရေတွေလိုအခြေအနေတွေမှာခြေတန်းရှိတဲ့သတ္တဝါမျိုးစိတ်တွေဟာအသက်ရှင်ကြာရင်းလေးရှိပါတယ်အဲ့ဒီလိုအသက်ရှင်ကြာရတဲ့သတ္တဝါတွေဟာမျိုးပွားနိုင်ခဲ့ကြပါလိမ့်မယ်အလားတူပဲမျိုးပွားရမှာလဲသူတို့ခြေတန်းရှိတဲ့မျိုးစိတ်ဝင်သားသမီးတွေဖြစ်ဖို့ရာခိုင်နှုန်းပုံများပါတယ်ဒါကြောင့်သူတို့ရဲ့မျိုးစိတ်တွေမှာခြေနဲ့ခြေရဲ့ဇယိုက်လက္ခဏာတွေပါဝင်လာကြမှာဖြစ်ပြီးနောက်မျိုးစိတ်တွေကလည်းအဲ့ဒီအမွေတွေလက်ဆင့်ကမ်းသွားကြပါလိမ့်မယ်ချိန်ကြာလာတဲ့အခါမှာမျိုးနယ်စုဝင်အတွင်းကမျိုးစိတ်ဝင်တွေမှာခြေတန်းခြေတဲ့မျိုးရိုးဗီဇကိုရရှိသွားကြပါလိမ့်မယ်ဒါကြောင့်လူကနေရွေးချယ်မိဖက်ပေးလိုက်တယ်လို့မျိုးဉာဏ်ပညာကြီးရင်းနဲ့ဒီဇိုင်းပညာရှင်တယောက်ကရေးဆွဲပေးတယ်လို့မျိုးကျိုးစင်ရလက်အဖြစ်နဲ့ခြေတန်းခြေမျိုးစိတ်တွေကိုရရှိမှာဖြစ်ပါတယ်တကယ်တော့အဲ့ဒီလိုဒီဇိုင်းပညာရှင်မျိုးအမှန်တကယ်မလိုအပ်ပါဘူးဖြစ်စဉ်တစ်ခုလုံးဟာတဘာဝတိုင်းအလျောက်ဖြစ်ပွားခဲ့ပြီးအသက်ရှည်ရှည်နေထိုင်ခွင့်ရတဲ့မျိုးစိတ်တွေမှာမျိုးပွားနိုင်ခဲ့ကြပါတယ်နေထိုင်ခွင့်မရလိုက်တဲ့မျိုးစိတ်တွေမျိုးပွားခွင့်မရရှိလိုက်ကြပါဘူးအင်မတန်ရိုးရှင်းပါတယ်ဒါကြောင့်တဘာဝတိုင်းဖြစ်ခဲ့တဲ့ဒီဖြစ်စဉ်ကိုတဘာဝလျောက်ရွေးရှားမှုရဲ့လို့ခေါ်ဆိုကြပါတယ်တဘာဝရဲ့မျိုးစိတ်တွေကို
အတိုင်းအတာတစ်ခုအထိအချိန်ပေးလိုက်တဲ့အခါမှာရေပုတ်တင်လို့သတ္တဝါတွေရဲ့မျိုးစေ့တွေဟာဖားတွေဖြစ်လာခဲ့ကြပါတယ်အဲ့ဒီလိုပဲအချိန်တိုင်းတာကုန်လွန်သွားတဲ့အခါမှာငါးလိုသတ္တဝါတွေရဲ့မျိုးစေ့တွေဟာမြောက်နဲ့ဆင်တူလာခဲ့ကြပါတယ်အလားတူပဲဘက်တီးရီးယားလိုပိုးမတွေကအစသိငယ်လာတဲ့သတ္တဝါတွေကိုအချိန်တိုင်းတာတစ်ခုအထိဖြတ်သန်းစီပြီးရင်လူနဲ့ဆင်တူတဲ့မျိုးစေ့တွေပေါက်ဖွားစေမှာပဲဖြစ်ပါတယ်အမှန်တကယ်လဲအဲ့ဒီလိုဖြစ်ပွားခဲ့တာပါပဲကမ္ဘာလောကမှာရှိသမျှသတ္တဝါတွေအပင်တွေဟာအဲ့ဒီလိုမျိုးဆင်ငယ်ပြောင်းလဲခြင်းနဲ့ရှင်သန်ရပ်တည်လာခဲ့ကြတာဖြစ်ပါတယ်သူတို့ဖြတ်သန်းခဲ့တဲ့မျိုးစေ့တွေရဲ့အရေးအတွက်ဟာလဲကျွန်တော်တို့မခံမိုင်းနှံ့အောင်ကိုရပြလာတဲ့ကိန်းဂဏန်းတွေဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာမြေကြီးရဲ့တက်တန်းကိုလည်းပြန်ရွတ်တွေ့ကြည့်ပါဦးနှစ်တန်းပေါင်းထောင်နဲ့ချီနေခဲ့ပါပြီတွေ့ရှိထားခဲ့တဲ့တောက်ဖျင်ရုပ်ချင်းအရာဆိုရင်တက်ရှိသတ္တဝါတွေစတင်ဖြစ်ပေါ်လာခဲ့တာဟာလွန်ခဲ့တဲ့နှစ်ပေါင်း3500ကလို့ဆိုကြပါတယ်အဲ့ဒီအချိန်ပမာဏဟာတရွေ့တဆင့်ဆင့်ပြောင်းလဲဖြစ်ပေါ်တဲ့သတ္တဝါတွေရဲ့စင်ငယ်ဖြစ်စဉ်အတွက်လုံလောက်များပြားတဲ့အချိန်ပမာဏပဲဖြစ်ပါတယ်ဒီဟာဒီပလင်ဒါဝင်းရဲ့ကြီးကျယ်ဆန်းနာလာတဲ့အတွေးမြင်ပဲဖြစ်ပါတယ်ဒါကတော့သဘာဝလျောက်ရွေးချယ်မှုရဲ့စင်ငယ်ဖြစ်စဉ်ဆိုတာပါပဲလူသားတို့စိတ်နှလုံးမှာအရေးပါဆုံးအတွေ့အမြင်တွေတွေကတစ်ခုအပါဝင်ဖြစ်ပြီးကမ္ဘာလောကရဲ့တက်ရှိတွေအကြောင်းကျွန်တော်တို့သိမြင်နေတာတွေအကုန်လုံးကိုရှင်းလင်းဖွင့်ဆိုပြသနေပါတယ်အဲ့ဒီအကြောင်းအရာဟာအလွန်ကိုအရေးပါတာမလို့နောက်ခန်းနေမှာဆက်ပြီးဖော်ပြပေးသွားပါမယ်အခုတော့တက်ရှိတွေရဲ့စင်ငယ်ဖြစ်စဉ်ဆိုတာအင်မတန်နှေးကွေးပြီးတဆင်ချင်းစီတရွေ့စင်ငယ်ပြောင်းလဲဖြစ်ပေါ်လာတာလို့နားလည်ထားရင်လုံလောက်ပါပြီအမှန်တကယ်လဲစင်ငယ်ဖြစ်စဉ်ရဲ့ပြောင်းလဲမှုကနေဖားလို့မင်းသားလေးလိုစမ်းပြရှုပ်ထွေးတဲ့တက်ရှိတွေပြည့်တည်လာဖို့ခွင့်ပြုခဲ့တယ်ဆိုနိုင်ပါတယ်အဲ့ဒီတော့ဖားကနေမင်းသားလေးဖြစ်အောင်ပစ္စလက်အတန်းနဲ့ပြောင်းလဲပြစ်လိုက်တာကြတရွေ့တဆင်းဆင်းပြောင်းလဲလာတာမဟုတ်ဘဲချက်ချင်းကြီးအချက်လောင်းဆိုဖြစ်သွားတာမလို့လက်တွေလောကရဲ့ပဂရိတရားနဲ့ကင်းကွာလို့နေပါတယ်သင်္ကေကျစင်ကတော့အမှန်တကယ်ဖြစ်ခဲပြီးတကယ်လက်ရှိမှန်တရားဆိုတာကိုတည်တည်ပြနိုင်တဲ့အထောက်အထားတွေလည်းများစွာရှိပါတယ်ရှုပ်ထွေးဆန်းပြတာပဲဖွဲ့စည်းတည်ဆောက်ထားတဲ့တက်ရှိတွေဟာတရွေ့တဆင်းဆင်းပြောင်းလဲဖြစ်ပေါ်လာခဲ့တာမဟုတ်ဘဲဒါနာယီပုံမြင်တွေကလို့မော်ကျင်ဆက်ကြာနဲ့တုတ်လိုက်လို့ဘုံဆိုပြီးဖန်ဆင်းလိုက်နိုင်တယ်ဆိုတာကတော့တကယ်ငပြင်းလုံဆက်ပုံမြင်ပါပဲဖားကနေမင်းသားလေးဖြစ်သွားစေတဲ့မော်တော်ဘုံမှန်တိုင်းတွေပြင်စလက်ဆေးဝါးတွေမရှိသလိုရှူဖြုံနီးကလည်းနဲ့ရထလုံးဖြစ်မသွားတာသိကြပါတယ်တကယ်စစ်ပေါက်တန်းစစ်ကြည့်မယ်ဆိုရင်လူသားတွေဖားတွေလိုတောင်ရထလုံးကစင်ငယ်ဖြစ်စဉ်အတိုင်းတိုးတက်ဖြစ်ပြီးလာခဲ့တာမဟုတ်ပါဘူးခီးတဲ့တင်ရင်တွေပေါက်တူးတွေကွန်ပျူတာတွေကြောက်သားနဲ့ထွန်းတူထားတဲ့ညထိပ်ဖူးကိရိယာတွေလိုပဲရထလုံးဆိုတာဟာလဲစင်ငယ်ဖြစ်စဉ်အရပြောင်းလဲတိုးတက်လာတဲ့လူသားတွေကဖန်တီးပြုလုပ်ခဲ့တာဖြစ်ပါတယ်ဒီပုတ်တင်တွေရဲ့အမိလိုဖားတွေရဲ့6လိုမျိုးလူသားတွေရဲ့အုံတော်နဲ့လက်တွေဟာတိုးတက်ပြောင်းလဲလာခဲ့ပါတယ်အဲ့ဒီလိုအဆင့်မြင့်တိုးတက်ပြောင်းလဲလာခဲ့တဲ့လူသားတွေရဲ့အုံတော်ဟာရထလုံးတွေမော်တော်ကားတွေကချီတွေတန်ဆုံတင်းဝိုင်းတွေအုပ်လျှော်စက်တွေလက်ပတ်နာရီတွေဖန်တီးနိုင်ခဲ့ပါတယ်ဒီဖြစ်စဉ်မှာလည်းဘလူခံပြရပြစ်စလက်မော်တက်အမှမပါဝင်ခဲ့ပါဘူးဘလူခံစားမှုမျိုးမှမပါဝင်ခဲ့ပါဘူးဘလူလေသားမှုမျိုးမှလည်းမပါဝင်ခဲ့ပါဘူးအရာအလုံးကိုတည်တလားပစွာရွှေရှင်းစွာပဲရှင်းလင်းတင်ပြလို့ရပါတယ်ဒီစာအုပ်ရဲ့ကျန်တဲ့အခန်းတွေမှာတကယ်လက်ရှိကမ္ဘာလောကရဲ့အကြောင်းကိုရှင်းလင်းတင်ပြသွားပါမယ်ဒီဖြစ်စဉ်မှာလည်းခန္ဓာစမ်းကြယ်လာတဲ့ပြစ်စလက်သဘောမျိုးပါဝင်မှာဖြစ်ပြီးကြပြားဆန်းဆန်းဖွင့်တဲ့တင်စားထားတဲ့သဘာဝအလားပတွေဟာပိုပြီးစမ်းကြယ်လှတာကိုတွေ့မြင်ရပါလိမ့်မယ်လောကရဲ့သိပ္ပံပညာနည်းလမ်းအရဖွင့်ဆိုရှင်းပြနိုင်တဲ့တကယ်ပဂတိသဘောရဲ့အဖြစ်မှန်တွေဟာခန္ဓာလှတာကြောင့်စတင်မြင်းလဲတွေတဘာဝရုပ်တည်လွင်လောက်ကြံဇလန်းတွေဟာအပေါ်သားဆန်ပြီးနှာခေါင်းရှုံးစရာဖြစ်လာလိမ့်မယ်လို့ဆိုချင်ပါတယ်ပဂတိသဘောတရားရဲ့ပစ္စလစ်ပြန်ခြင်းဟာတဘာဝရုပ်တည်လည်းမဟုတ်သလိုဒေသဖြာယုံခြင်းလည်းမပါဝင်ပါဘူးကျိုးရှင်စွာပဲခန္ဓာထေဝါလာပြီးစက်မှန်ခြင်းအတိအကျလျက်ရှိပါတယ်အပိုင်းတက်ကတော့ဒီလောက်ပါပဲခင်ဗျာအရင်ကဒီစာအုပ်ကိုအပိုင်း10ပိုင်းထိပဲလို့ပြောထားတာပါဒါပေမဲ့ဒီစာအုပ်ကိုတခြားဖတ်ကြည့်တဲ့အခါမှာစာတွေကဖတ်ရတာနည်းနည်းလည်နိုင်တဲ့အတွက်ကြောင့်အယမ်းမမြန်မဖြတ်ပတ်ရပဲဖြည်းဖြည်းချင်းတခန်းကိုတစ်ပိုင်းချင်းစီဖတ်ပြပေးမှာမလို့အခန်း12ခန်းကိုအပိုင်း12ပိုင်းနဲ့ဖတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းတခန်းကိုဖတ်ပြဖို့သွန်ကောင်းတော့အပြန်လာဖတ်ပြီးမှဖတ်ပြရတာဖြစ်ပါတယ်စာတွေကကောင်းပါတယ်တခြားမဖတ်ရင်လည်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်ကိုယ်တိုင်လည်းတခြား
3-4 ခေါက်လောက်ဖတ်ပြီးမှပြန်ဖတ်ပြရတာဖြစ်ပါတယ်အမှားပါရင်လည်းနားလည်ပေးကြပါခင်ဗျာအားလုံးကိုယ်စိတ်နှလုံးအေးချမ်းကြပါစေတင်သွားလျာအရာတိုင်းမှာကိုယ်စိတ်နှပါအေးမြမှုတွေအရေးလိုလိုက်ပါဆောင်ရှောက်ပါစေခင်ဗျာအားလုံးကျေးဇူးပါနောက်ပိုင်းမှပြန်ဆောင်ကြပါမယ်ခင်ဗျာ